ဖက်အုတ်ထိန်သူတွေနဲ့အတိတက်တွေစုံနေဆိုတော့သူတို့သားသူတို့သမီးဟာထိမ်းများမင်္ဂလာစာချုပ်မှာလက်မှတ်ထိုးလို့ရပါပြီထိမ်းများမင်္ဂလာအထမြောက်သွားပါပြီဒီလင်းဒီမယားအိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေသာသမီရတနာများလည်းထွန်းကားကြပါစေဗျာပေးရစုနဲ့ပြပါစေဒါတို့နှစ်ယောက်နေရမယ်အိမ်လာပြေးပါလားကျော်လာရီတော့ဟိုကျေးဇူးပြုပြီးတော့လေဟိုကိုလေးတွေတော့ဖော်ထားပေးကြပါနော်ဘာဖြစ်လို့ဘာဖြစ်လဲဆိုတော့ဒီအခန်းပေါ်လေဒီလောက်လူများများတစ်ခါမှမတက်ဘူးလို့ပါငါတော့မပြောလိုက်ပါနဲ့ညတူရရဲ့ဒီစကားတော့ဖော်ပြောတာတော့ဂျာနေရဲ့အစ်စစ်စစ်နေကြောစိတ်ညစ်သွားပါအောင်မေအဲ့တော့စိတ်ပူပါနဲ့မဆန်းရဲ့ရမုံကစိတ်ညစ်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျုံနှစ်ယောက်ကတယောက်ကိုတယောက်ဘဝအမှန်တွေကိုပွင့်ပွင့်လင်းလင်းဖွင့်ပြောတိုင်ပင်ပြီးတော့မှလက်တွဲခဲ့ကြတာနော်ကျမုံရဲ့ဟုတ်ပါတယ်မောင်ရဲ့ဟမ်ဘယ်လိုခေါ်လိုက်တယ်ဒီကောင်ဒါမကောင်းတော့ဘူးထင်တယ်မောင်ဘယ်လိုကြောက်လဲအော်ကြောက်လိုက်တော့ကွာမိမဘာလို့မင်းတို့ကအိမ်တော်ကတလောက်ကြောက်ဒီလိုနူးနူးညံ့ညံ့မောင်လို့မင်းကတစ်ခါမှမခေါ်ဘူးနော်အော်ရှိတော့ခေါ်ရှင်ကြရှိဘူးဟိုရံပွဲတွေရက်ပါတော့အဲ့ဒီခါကျတော့မှရင်မုံလေးတကယ်စိတ်ညစ်သွားပါဦးအော်မောင်အမြဲတမ်းပြောနေတဲ့အရင်ရင်ဖြစ်တဲ့ဇုံတော့ဆိုဒီကိုနဲ့မှလားဟုတ်ပါဟိုတိုင်းပဲဒီတို့ကတခါတလေမှရံဖြစ်တာတကယ်ရက်ကွက်ထက်မှာရံအဖြစ်ဆုံးချန်ပီယံပွဲကိုယူထားတာဟောရီယာမဆန်တို့လင်မယားဟုတ်တယ်ဒီကနေ့မဆန်ခမယောက်ျားထုံးစံအတိုင်းပြီးတွေ့ကလည်းပါသွားတယ်တတိထားနော်ခမယောက်ျားမီးသွေးအိမ်နဲ့မှားချနေဦးမယ်ဘာပြရမှာလဲညီမရဲ့သူယောက်ျားရသားကြီးကမီးသွေးအိမ်နဲ့တယောက်နဲ့ဟုတ်တယ်ညီမရေအသေးတုံးမဟုတ်ဘူးအမဲတုံးမောင်မြတ်သူရရေမင်းစနီးချောလေးနဲ့ဒေါ်လေးတို့လည်းမိတ်ဆက်ပေးဦးလေဟုတ်သားပဲကျွန်တော်လုံးဝကိုမေ့နေတာကဲအကုန်လုံးမိတ်ဆက်ပေးမယ်နော်ရှင်မောဒါကိုလင်းတဲ့ဟိုဘက်ကသူ့ရဲ့မိန်းမမျိုးခိုင်းတဲ့ခုနထိုင်နေရတော့မဆန်းသူ့ရဲ့အမျိုးသားကိုဖြူးတဲ့နာမည်တူနဲ့ပြောင်းပြန်မဲ့ထားတာဟိုကတော့မြင့်ဒီမှာဘေကမ်းမှာငှားနေတာကိုနဲ့အတူတူပဲဟိုကတော့သူ့ရဲ့သမီးချင်းရင်တဲ့ဒီနှစ်ယောက်ကတော့ကိုယ်တင်ငယ်ချင်းတွေဒါရမုံသိထားပြီးသားတွေပါဟိုဘက်ကတော်စိန်နဲ့တော်များတယ်နော်အားလုံးတွေ့ရဝမ်းသာပါတယ်ဟိုရမုံနဲ့ကအခုမှတွေ့ကြရဲဆိုပေမဲ့ရမုံတရက်ကွက်ထဲသားတွေလို့မိသားစုဝင်တယောက်လို့သဘောထားပေးကြပါနော်ဟုတ်ကဲ့အားလုံးလည်းမိတ်ဆက်ပေးရအောင်မယ်ဒါရမုံရဲ့အတော်မွေးစားအမေလို့လည်းပြောလို့ရတယ်ဒေါ်ဝိုင်းနဲ့မှတ်ထားကြပါဦးဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ကျမရဲ့သမီးလေးကိုလည်းဒီရက်ွက်မှာရောက်လာတော့ကိုယ့်ရဲ့သားသမီးလေးကိုညီမလေးလိုပဲအားလုံးဆုံးမကြပါစောင့်ရှောက်ကြပါဦးဟုတ်ကဲ့ပါဆွေးချပါညီမလေးစောင့်ရှောက်ပါမယ်ဟိုမင်္ဂလာရှိတဲ့အချိန်မှာမိတ်ဆက်ပွဲအခမ်းအနားလေးပြီးသွားပြီဆိုတော့ဒီလည်းပို့ပြီးမင်္ဂလာရှိတော့တကယ်ချင်းမြတ်သူတိုင်းငါတို့တခဲဘူးလေးမစားကဲခဲဖို့ဆိုရင်ငါယောက်ျားမရှိပြီမယ်လို့ငါယောက်ျားအတွက်ကိုငါကြီးသွားမယ်နော်ငါတင်ထားနဲ့နော်ဟုတ်ပါပြီဟုတ်ပါပြီဟာအဲ့ဒီကိစ္စတော့လည်းကျွန်တော်တခါတည်းစဉ်းစားထားပြီးသားပါဒီပါ
တကယ်ရင် ဟေး တို့တွေကလည်းလေအဲ့အာရကေမြင်လက်ကလေးတွေကတုံးလာတာလက်ထဲကိုရောက်လာတာငြိမ်သွားတာ အေးပါကွာမင်းတို့လည်းငါချက်မထားပါဘူးစဉ်းစားထားပြီးသားပါပြော့တယောက်9000ဒီဘက်က9000ဒီဘက်က9000 ဟေးတဲ့ငါတော့လာရအေးပေးပါမယ်ညီရလေရောက်အဲ့ဒါပြန်လေအဲ့ကျမယူတာ နောက်မှခွဲပါနောက်မှခွဲလို့ရပါတယ်အခုတော့ဆယ်မင်္ဂလာအစီဆုံးဖြစ်သွားအောင်လူစုခွဲလိုက်တာပိုကောင်းတယ် အဲ့ဒါတော့900တော့ပြန်ပေးတော့အေးပါတမီးဒေါ်လေးအစားအစာစိတ်ချမယ်နော် စိတ်ချပါတော်လေးရဲ့သမီးဘက်ကလည်းမရဖို့105ပါးနဲ့ကြည့်ပြီးပြရပါမယ် စိတ်ချပါတော့လေကျွန်တော်ဘက်ကလည်းရမုံကိုတစ်သက်လုံးစိတ်ချမ်းသာထားသွားပါမယ်လို့ကျွန်တော်ကတိပေးပါတယ် ပုံပါလေကွယ် စိတ်ချပါငေါဝိုင်းရဲ့ဟာရီကသားလေးနဲ့ပတ်သက်ပြီးဒါသမီးလေးပဲပေါ့ အဲ့ဒီတော့အားလုံးပြည်ပြည်လေးလဲဆိုတော့မင်္ဂလာရှိသွားပြီပေါ့ဗျာကျွန်တော်တကယ်ချင်းမင်္ဂလာမောင်နှံအတွက်ထောပနာလက်ထုတ်လို့ဩဝါလက်ခုပ်ပေးလိုက်ကြပါခင်ဗျာ ရပါတယ်သားရဲ့မြစ်ခံနေလောက်ပါဒါစောစောအိတ်တော့သိချင် ဒီရဲ့ဒါကမိမရသွားလို့အမေအတွက်ဝတ်တရားတွေပြက်ကွက်တယ်ဆိုတာမျိုးတော့အဖြစ်မခံနိုင်ပါဘူးဒါအမေအတွက်လုပ်နေကြလုပ်တွေတော့လုပ်ပေးပြစီနော်လက်ကိုလှည့်ပါဦးစမောလေဟာစမောဘယ်လိုရှက်ဟမ်တော့ရှက်တဲ့ကောင်မလေးမိပြီကွာဒီဘက်ကိုလှည့်ပါဦးဆိုမောင်ကစမောကိုစကားပြောမလို့ပါဒီညာလေးကမောင်တို့နှစ်ယောက်ရဲ့မင်္ဂလာဥညလေးဆိုတော့ဒီလိုညာမျိုးလေးမှာတိုင်ပင်တဲ့စကားတွေကိုတိုင်ပင်ရမယ်ပြောတဲ့စကားတွေကိုပြောရမယ်လေ ။ဘာပြောမှလဲ။ပြောလိမ့်မယ် မောင်တို့နှစ်ယောက်ကစုံခဲ့ကြတာသိမကြသေးဘူးဆိုပေမဲ့ဖူးစာရဲ့နဲ့တရားအကြာကြီးခွဲမထားနိုင်လို့အခုလိုမျိုးအိမ်အောင်ရှင်ဘွားကိုမြင်မြင်ဆန်ဆန်ရောက်ခဲ့ရတာလေ ။ဟုတ်တယ်နော်မောင်။ရမုံလဲလေဘဝမှာအပြောင်းလဲတစ်ခုပြီးတစ်ခုနဲ့ကြုံခဲ့ရတယ်။မိဘကြီးဆုံးသွားပြီးတော့အတော်ရဲ့ဆောက်ရှောက်မှုအောက်မှာကြီးပြင်းခဲ့ရတယ်။ဒီချိန်ကြပြန်တော့လဲမောင်နဲ့ဆုံတွေ့ပြီးတော့မောင်ဘွားတွေကိုရောက်လာခဲ့တယ်။ဒီတစ်ချိန်ရမုံဘွားရဲ့ပြောင်းလဲမှုဟာရမုံဘွားရဲ့နောက်ဆုံးအချိန်ထိမောင်နဲ့ပဲတူတူကုန်ဆုံးချင်တယ်မှာ မောင်သားလဲပါတယ်ရှင်မောင်ရဲ့ရှင်မောင်ကမောင်ကိုယုံလို့ပုံအပ်ခဲ့တာပဲမောင်ဘက်ကလည်းလေရှင်မောင်နဲ့ထက်တူထက်များချစ်ချင်းမြတ်တာတရားတွေတစ္ဆာတရားတွေနဲ့အတူတူမောင်ဘဝရဲ့နောက်ဆုံးချိန်ထိရှင်မောင်နဲ့ပဲကုန်ဆုံးပါ ရမုံယုံတယ်မှာရမုံရဲ့တသက်မှာမောင်တယောက်တည်းကိုပဲယုံခဲ့ရပါမှာ မောင်ရင်ခွင်ထဲကိုအခုလိုရုံကြည်ကြည်နဲ့တိုးဝင်လာတဲ့မောင်ရဲ့ဇနီးကျော်လေးကိုဒီနေ့ကနေစပြီးတော့စိတ်ချမ်းသာမဲ့နေလေးတွေအေးချမ်းသာရမဲ့ဘဝလေးတွေဖြစ်လာအောင်မောင်ကဖန်တီးပေးမယ်နော်အော်အခုလိုလို့စေအေးချမ်းသွားအောင်အဲကုန်းဖွင့်ပေးမယ် အဲ့ကောင် ဒီမှာအဲကွန်ဒီဝါရောရပြီ
နိုးနေကြပြီလား ဟာဟဲ့ရင်ဟိုငါမေကိုတွေ့မိသေးလား ဩရှင်တို့တအိမ်နဲ့နေရတာနဲ့ကျမကိုပြန်မေးနေဟောတိပြီမနေ့ကမင်္ဂလာဦးနေ့ဆိုတော့ဒီမင်းကလေးတမန်နဲ့ဘလို့စကားမျိုးတွေပြောနေရလဲဟမ် မဟုတ်ပါဘူးဟိုမိမမျက်နှာပဲကြည့်နေရဆိုအမေမျက်နှာကိုမကြည့်ဘူးဒါကိုပြောတာပါ ခဲ့ပါတော့ပါငါ့အဖိုးကြီးရှောက်ပြောနေပါနဲ့မအမေထပြီးတော့လမ်းတွေပါနေများရှောက်နေတာတွေ့ခဲ့သလားလို့အဲ့ဒါကိုမေးနေတာ ရှင့်မရလေလမ်းထွက်လျှောက်တာမဟုတ်ဘူးသူ့ချေမလေးတဲ့အိမ်နာမှာတန်းစီပေးနေတာမောင်အိမ်နာတန်းစီဘာကိုပြောရလဲ အဲ့ဟာဒီလိုရမောရဲ့ဟိုဒီနားမှာရှိတဲ့အိမ်လေးတွေကလေအိမ်9လုံးပေါင်းလို့ရှိရင်အိမ်သားတစ်လုံးအိမ်10လုံးပေါင်းပြီးလို့ရှိရင်အိမ်သားတစ်လုံးအဲ့လိုမျိုးလေးတွေပဲထားကြတာ အဲ့ဒါဆိုလို့ရှိရင်အိမ်နာတဲ့ပုံစံဘယ်လိုလုပ်ကြလဲ ဘယ်နဲ့မိုးလေးလာပြီဆိုလို့ရှိရင်ရေပုံးလေးတွေကင်ပြီးတော့အိမ်သားရှိမှတန်းစီရတာဗောရမောရဲ့အားကြောင့်မို့မမေကအစောကြီးထားပြီးတော့ရမုံတက်ကိုနေရာသွားဥပေးထားတာကဲမျက်နှာမမြန်သေးပြီးလို့ရှိရင်သွားအောင်နော်လောက်ကြနေကုန်မယ်မေးရမုံတက်နေရဦးလားနော် မလေးဟုတ်ပါတယ်မြတ်သူရရဲ့ရှင့်အမေကလေသူ့ချွေးမလေးအချစ်ပို့လိုက်ပုံများအိမ်သားရှိဘယ်ချိန်တည်းရောက်နေမသိဘူးကြီးရောညအိပ်ရလား ညလည်းအပေါ်တွေပြောလာခလဲတွေကအဲ့ရထားနောက်ကြလို့ကြောက်ကလာစီပေးတာ အမလေး တကတဲ့ အမလေးဟုတ်ပါတယ် လာရမို့လားငါလား အောင်မယ်တကယ်ရောဖော်ရောနဲ့အဲ့လိုမလုပ်ပါနဲ့တန်းစီတယ်ဆိုတာတယောက်ပဲရမယ်လေနော်ကြားမဖြတ်ဘူးနိုင်ငံကြီးသားပြည်သားပါနောက်ကိုသွား ကိုပြူပါလေဗျာရမို့တယောက်တည်းအားငယ်နေမှာဆိုကျွန်တော်ရက်ပြီးတော့စောင့်ပေးနေတာအထက်ထဲဝင်သွားလို့ရှိရင်နောက်ကနေပြန်တန်းစီမယ်နော် ပြီးတာပဲအဲ့ဒါဆိုလေ ခဏ ဟုတ်ပါပြီ ရောက်လာတယ်နော်ဟာအခါလေးချိန်ပဲနော် အဲ့ဒါဘာဖြစ်လဲ ဟာမင်းအခါလေးနဲ့မှမတူတော့တာလေကွာ ဘာမတူတာလဲမင်းကလေ မင်းတို့မနေ့ကညမင်္ဂလာဦးညလေဒီမနက်ကိုမင်းထားနိုင်လိုက်မဟုတ်ငါတော့မထင်တာ ဒီတော့မင်းကောင်းနေတယ်ကွာလူချဘက်ကောင်ရှော့ပြောနေစမ်းပါနဲ့ငါမင်းတို့နှစ်ကောင်တော့တနာယူမှမဟုတ်တာ ရောက်မင်းအဖိုးတွေရောက်ပြောမနေနဲ့မင်းရတာတဲ့ဇနီးကျော်လေးကအလားစရာလေးလေမင်းနဲ့ညာပဲလို့လုံးဝမတင်တာ မင်းတို့ကလည်းကွာကိုယ်တငယ်ချင်းအရင်ကောဘက်ကလိုက်ပြောပေးမယ်မရှိဘူးဟေ့ငါလည်းခေသူမဟုတ်ပါဘူးကွာ ဟိုင်မင်းမှလည်းရုပ်ရှိပါလေကွာဒါမဲ့ကွာအဲ့လောက်နုံနုဖတ်လေးနဲ့မင်းနဲ့ညားလိုက်မယ်ကိုမထင်တာညာလည်းမင်္ဂလာဦးညဆိုတော့မင်းနဲ့ငါနဲ့ရောက်ချက်ဦးနဲ့စပါကလေးစပနာလုတ်ပေးလိုက်မယ်ဒီကောင် ရတယ်ပြဿနာမရှိဘူးငါအာရဂီမပါဘူးဆိုတော့ဘာလာဆွဲတယ် အဲ့ဒါဆိုရင်မင်းငါတို့ပြောတာဝန်ခံပြီပေါ့ မင်းတို့ကလည်းကွာမနဲ့စောစောစီမပြောသင့်တဲ့စကားတွေမပြောစမ်းပါနဲ့တော်ကြ point မဖြစ်ပဲနေဦးမယ် အပွားဖြစ်တယ်ဗျာငါတို့နေရာတော့မင်းစီကိုလိုက်လာတော့မလို့ ဘယ် point လဲရောက် ဒီလိုကွာမင်းစီမှာရှိတဲ့တိုက်ခန်းကွာ15ပေပေ60 4လတိုက်ခန်းအဲ့ရှိသေးတယ်မလား ဟာရှိတာဗောမင်းဝယ်လိုက်ရပြီလား ရပြီဗျာတေချာသလောက်ကိုရှိတယ်ဗျာ ဟာမင်းကလည်းအဲ့ဆိုသွားမယ်လေကွာ အဲ့သွားလို့မရသေးဘူးဝယ်လက်တဲ့သွားရင်ဟောဒီမှာ3ယောက်အကြည့်လေးညှိရအောင် ဘာဝင်ညိမှာလဲ ဟာမင်းအဲ့ပွဲဖြစ်သွားရင်ဒီမှာရင်3ယောက်ခွဲအောင်ပါကွာ မင်းကလည်းကွာငါတို့တွေအချင်းချင်းတွေပဲထုံးစံတိုင်းလုံးမှာဗောဘာဖြစ်လဲ ဟာမင်းအဲ့လိုမပြောနဲ့ဝယ်လက်ဘက်က4စင်းလောက်ခွဲပေးရအောင်ပါ ဟာ နော် အဲ့လိုတော့များတယ် ဟုတ်တယ်အစင်းစင်းကိုရောက်လာတာအိုက်ပွိုင်ထိသွားရင်တော့တိတ်အားမရှိဘူးမရှိတာတွေဖော်စားတဲ့သဘောပေါ့ကွာ ဘာပဲဖြစ်ဖြစ်ကွာဒီပတ်စံကငါနဲ့ရမုံရဲ့မင်္ဂလာဦးမှာပထမဦးဆုံးရလာတဲ့ဝင်ငွေပဲဘလောက်ပဲရမင်္ဂလာရှိတယ်ကွာဖေအဲ့ဘွယ်မဖြစ်ဖြစ်အောင်ရိုက်မယ် ဟာအဲ့ဒါမင်းကျင်တန်ပြီးတော့လေအခုချိန်သွားလို့ရတယ် သွားမယ်လား မေစုဖို့ကတော့လေးနေပြီမေပြေတော့မယ်ထင်တယ်သိလား အေးပါထမင်းကိုရင်လာစားသားမှာ လာပါပြီအမေရဲ့ပြီးပါပြီ ဟာဒီနေ့ထမင်းဝိုင်းကတော့ရှယ်ပဲမေဒီမှာတားဝယ်လာတာချိုချင်းကြော်လေးစားမေဦးပြဦးချမယ် သားတို့ပဲစားပါ အမေကလည်းမိသားစုတွေပဲဟာဘယ်နဲ့တားတော့ပဲစားမှာလဲအမေကိုလည်းစားစီခြင်းလို့ကိုဝယ်လာတာစားမေစားဟာရှင်မောရမုံလည်းစားတချိုချင်းကြော်အရန်ကောင်းတာအဲ့ဆိုင်ကနာမည်ကြီးဟဲ့ ကိုမြတ်သူရရေချိုးချင်းကြောဆိုတာတကြားလုံးတွေကိုကြော်ထားတာလားယင် ရေနေရာလည်းငါ့ကိုစကားခေါ်မနေစမ်းပါနဲ့ဒီနေ့ငါပွိုက်ထိပြင်မှာအာရကေကတော်တော်နဲတယ်ဟာလူတွေအများကြီးခွဲရတာအဲ့ဒါကြောင့်တပွဲပဲဝယ်လာနိုင်တာနေမဆိုနေတော့တော့ဝယ်လာပါတယ်ဟာ နောက်တာပါဒီဘက်မှာလည်းချိုးချင်းကြောပါပါရဲ့နော် အမတဲဟုတ်ပါလားဘာကြောလဲ
အမေပေါ့ကစုံရက်ကြော်လဲလေတကြားလေးရောရှာလာကာရောထည့်လိုက်တော့ကစုံရက်ကြော်ချိုးလဲချင်းလဲချင်းနဲ့အဲ့ဒါချိုးချင်းကြော်လို့ပြောတာ အရေးလည်းမအေးကိုတိတ်ခါချနေပြန် ဟုတ် ပါ တယ် လေ အမေရှာလာကာရတကြားတော့ချိုးချင်းကြော်ဖြစ်ပြီပေါ့ ရှင်မောဘာဖြစ်မောင်တို့ရဲ့မင်္ဂလာဥကနမိတ်ကောင်းတယ်သိလားဘာဖြစ်လဲဆိုတော့အာရဂီနဲတယ်ဆိုရင်ပွဲဖြစ်တယ်လေနောက်တော့မင်္ဂလာရှိလိုက်လေရှင်မောဘာစားကြတယ်လဲဘာဝယ်လာပြရအောင်လဲ မောင်ရဲ့ပြည့်စုံပါပြီကဲမောင်တစ်ပင်စားနော် မေလည်းစားနော်မင်္ဂလာရှိတယ်မေအနာမျိုးကဖြစ်တော့ဖြစ်ခဲ့ ဗျာ မောင်တမင်စရာရှိလို့ ပြောလေ ဟုတ်စဘူးကိစ္စပါမောင်ရဲ့ စုဘူးစုဘူးကဘာတိုင်းနေကြရှိလို့လဲရမော ဟုတ်လေအဲ့စဘူးထဲမှာအခုဆိုလို့ရှိရင်ပတ်စံဘယ်လောက်ရှိနေပြီထင်လဲမှာ မောင်လည်းအတိအကျတော့ဘယ်သိမလဲရမောရဲ့ဒါပေမဲ့မုန်းစိတ်တင်ပြောရမယ်ဆိုရင်တသိန်းလောက်တော့ရှိမှထင်တယ် မောင်ဟိုအဲ့ဒါဆိုလို့ရှိရင်အလုပ်တစ်ခုတော့လုပ်လို့ရပြီပေါ့နော် အခုလည်းမောင်ကအလုပ်တွေလုပ်နေရပဲရမောင်ကလည်း ရမုံပြောရဲ့အလုပ်တစ်ခုဆိုတာလေရမုံတော့ကိုပြောတာမောင်ရဲ့ ရမောင်ကဘာဖြစ်လို့အလုပ်လုပ်ရမှာလဲ မောင်ရဲ့လီရများရဲ့ဖြစ်လာပြီဆိုလို့ရှိရင်မောင်တစ်ထက်မဲ့တွေ့ရဆိုတဲ့စကားလည်းရှိရမလားမောင်ကမိသားစုတော့အလုပ်လုပ်နေတယ်လို့မျိုးရမုံလည်းအလုပ်လုပ်ချင်တာပေါ့ဥမာမောင်ရဲ့ဟိုဈေးရောက်လာမျိုးဖြစ်ဖြစ်ပေါ့ မပြောပါနဲ့ရမောင်လည်းမောင်ကအိမ်တော်ဦးစီးပဲကိုမိသားစုတက်ကိုအလုပ်လုပ်ရမှာပေါ့ရမောင်ကလေအခုလိုအခြေအနေမျိုးလောက်နဲ့ထားရတာကိုမောင်ကစိတ်မကောင်းဖြစ်နေတာ မောင်ရဲ့ဘာစိတ်မကောင်းဖြစ်စရာရှိလို့လဲရမုံဘဝမှာမောင်ပန်းဆိုင်နေရတာဟိုပဲပြည့်စုံလာပြီအခုလောလောဆယ်မှာလူမချမ်းသာပေမဲ့စိတ်ချမ်းသာရတယ်လေမောင်ရဲ့အဲ့ဒါဘာနဲ့မှမလဲနိုင်ဘူး ကဲအဲ့ဒါဆိုရင်ရမောင်လိုပဲမောင်ကိုစိတ်ချမ်းသာစေချင်တယ်ဆိုရင်ဘာလို့မှလုပ်စရာလို့မောင်ကိုချစ်နေတယ်ဆိုရင်ရပြီမောင်လည်းလေမောင်မိမနုနုပပလေးဘာလို့မှမခိုင်းရပါဘူး ရမောင်ကလေမောင်ပြမန်းနေတာကိုမကြည့်ရလို့ပါမောင်ရဲ့ ဣစာငါသမင်းစားတော့ဘယ်မှာလဲဟင်း ဒီမှာလေ ငါဟင်းလေ ငါဟင်းလေအော်ဒီမှာငပိနဲ့တို့စရာချင်းရတာမရှိတော့ဘူး မိဆန်းနေငါ့ကိုကြွေးထားတာလူကိုကြွေးထားတာနဲ့မတူတော့ဘူး အော်ရှင်ပြန်လာတဲ့အချိန်လေးပါနည်းနည်းပါးပါကြည့်လိုက်အောင်လေလူတွေစားတဲ့တောက်တဲ့အချိန်မှမဟုတ်တာ ဟာငါကဘယ်အချိန်ပြန်ငါအိမ်တော်ဦးစီးငါတို့လွတ်ဖယ်ထားမှာပေါ့အခုပါလေနေရဲ့စားချင်းစားကြံနေငါစားမှာလား ဘာဖြူ ဘာလဲ ရှင်မူးလာရင်မရစ်နဲ့နော် ငါလည်းစားတယ်ငါတော့တာဘာဖြစ်လဲပြော ဟုတ်ပါတယ်ရှင်ရှာသမျှဟာရှင်တောက်တာနဲ့ပဲကုန်တာအခုလို့စားနိုင်တောက်နိုင်လဲကျမเจ้าဆိုတာရှင်သဘောပေါက်လိုက်နော်ကိုဖြူသဘောပေါက်လိုက် ဘယ်မှလည်းကြောက်တော့ဖွာပြီဘေးလေးမဘေးဘူးလားစိတ်ကမ်းမလို့ ယောက်ျားလက်ဆောင်စားနေပြီးတော့ခန်းထဲမှာတောက်ပါလဲမကြောက်မပါဘူးအဲ့တော့ကျွန်တော်ပူအောင်ပူရှာတယ်အခုခံပြောတယ်ဘာဖြစ်လဲတော့ပြီးကောင်းလာတယ်တပူပါဘာတော့ဒီဘာလို့လဲကျမပါပြီကျမပါလေတပူပါဘာဖြစ်တာလဲ ဘာမှမဖြစ်ဘူးလေဘာမှမဖြစ်ဘူးဟိုရမောမောင်ပြောပြမှုလေလေအဲ့ဒါကိုဖြူလူလည်းမရချန်ပီယံဘွဲကိုဆက်ပြီးထိန်းနေတာ ဟာကိုတန်းဦးခမည်းသုံးမဲ့ငွေကိုကျွန်တော်တို့သိပါတယ်ဗျာဘဝတူတွေချင်းဗျာကိုချင်းစားပါတယ်ခမည်းအခုဝယ်မယ်ဆိုတာလေခမည်းမိမ့်မပဲအမူရလို့ဝယ်မှာမဟုတ်လားကျွန်တော်နဲ့လုံဗျာမမားစီရပါဘူးဗျာမြေရ10ပေဆိုမဲ့ဗျာခမည်းအိမ်တိမြေတီလေးတာစောက်လိုက်စမ်းပါခမည်းတို့မိသားစုကြဲကြဲဝန်းဝန်းနေလို့ရတယ်နှစ်ထပ်ကလေးစောက်လိုက်နှစ်ထပ်ကလေးဟုတ်ပြီစားပါရော့ ကိုတောင်ခင်ဗျာကျွန်တော်ပြောတော့တေချာနားထောင်ပါအခုအဲ့ဒီပုံမှာရှိနေတဲ့အိမ်ကိုဖြတ်ပြီးပြန်ရောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့2သိန်း3သိန်းရမှာအဲ့ဒါကိုပတ်စံလေးနဲ့ထက်ဆက်လိုက်မယ်ဆိုလို့ရှိရင်ခုနကတော့ငါအုံးပြောသလိုမျိုးပဲနှစ်ထပ်အိမ်လေးစောက်လို့ရတယ်ခင်ဗျားတို့ပတ်စံအများကြီးစိုက်ကြမလို့ဘူးကျွန်တော်စကားနားထောင်စမ်းပါဗျာပြီးတော့အဲ့နေရာလေးကကျွန်တော်တို့လူတန်းစားတွေအတွက်ဘယ်လောက်အဆင်ပြေလဲကျောင်းနဲ့လည်းနီးတယ်ဈေးနဲ့လည်းနီးတယ်ကားကိတ်နဲ့လည်းနီးတယ်ခင်ဗျာကျွန်တော်ကပတ်စံမရှိလို့နော်ရှိလို့ရှိရင်ကျွန်တော်အဲ့လိုနေရာမျိုးအရန်ယူကျင်တာ
ခင်ဗျားလည်းဗျာခင်ဗျားပြောတယ်၄-၅သိန်းတက်တာလဲဆိုတဲ့နေရာကိုကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့နေရာကြောင်ကြတယ်ဗျာခင်ဗျားလည်းတရက်စိုက်ကားဖုန်းနဲ့ခင်ဗျားမွဲသွားလိမ့်မယ်ဒီမှာကျွန်တော်ကကိုချင်းစာပြီးတော့ဒီစကားမျိုးကိုပြောတာနော်ပွဲဖြစ်ချင်လို့အတင်းတွန်းနေတာမဟုတ်ဘူးကျွန်တော်စကားကိုနားထောင်စမ်းပါဟေးစဉ်းစားမယ်ဆိုလေစဉ်းစားလေဒါပေမဲ့ခင်ဗျားဘက်ကသိကြတယ်ဆိုလို့ရှိရင်တော့စင်ရံတော့ကျူလဲထားမှာဖြစ်မှာနော်ပြီးရောဗျာစဉ်းစားကျွန်တော်ဒီဖုန်းမှာပဲရှိမယ်ကျွန်တော်ဖုန်းထောက်နေမယ်နော်โอเคဘာလဲစဉ်းစားအောင်မယ်ကွာသူအဲ့၄-၅သိန်းလောက်တက်တဲ့နေရာကိုပို့ပြီးအာယုံကြနေတယ်နဲ့ကွာပြဿနာပဲပြောရတယ်နားမလဲဒါတော့လူသဘာဝပဲကွာလူဆိုတာတက်တာကိုယူရေးမှာပဲဟာမင်းကလေလောလောဆယ်တက်တာတော့ကြည့်လို့မရဘူးလေမင်းကလေအဝင်အထွက်ခတ်တဲ့နေရာဆိုတာရေရှည်မှာမင်းကလေစိမ့်နေတဲ့ကားပြီပြန်ရောက်လဲမြင်တယ်ဘာမလားပြန်လာပြစ်နေတယ်ဟယ်လိုအမေရှိပါခင်ဗျာအော်မြတ်သူရရှိတယ်ဘာကိစ္စလဲမသိဘူးခင်ဗျာဟုတ်ကဲ့မြတ်သူကမင်းမူးလဲလို့စေးုံတင်လိုက်ရပြီမေရမုံလည်းအမိနာမှာတစ်ချိန်လုံးနေပြီးနေတာမှမောင်ရဲ့ရှင်မအဝတ်ကလေးခဏတော့လျှော်တဲ့အချိန်မှာအမေခုလိုမျိုးဖြစ်သွားတာရှုံးရဲ့ဖြစ်ပြီးတဲ့ကိစ္စတွေကိုပြောမနေပါနဲ့တော့ရမုံအမေကိုယူဆိုင်တယ်ဆိုတာမောင်သိတယ်အခုလက်ရှိအချိန်တွေကိုပဲမောင်သိချင်တာမေလေးကြသွားပြီးကြတဲ့တတိပြန်မလဲလာတော့ဦးမဆရာဝန်ပြောတာမေကနေလို့对不起。အိမ်ထဲမှာပြောလဲဒီစကားပဲဒီမှာပြောလဲဒီစကားပဲပြောပါတော့ကြီးအော်
မင်းအမေနာရေးကိစ္စကြောင့်ဒီအိမ်စာချုပ်ထပ်ချုပ်ဖို့ကိစ္စကိုငါဘက်ကစောင့်ဆိုင်ပေးခဲ့တယ်လေ ဟုတ်ပါတယ်တော်ကြီးရဲ့အဲ့အတွက်ကျေးဇူးလည်းတကယ်တင်ပါတယ် မလေးကျေးဇူးတင်တာလေဘာမှလုပ်လို့မရဘူးနော်ငွေရအရေးကြီးတာအိမ်စာချုပ်ချုပ်ဖို့ကသာပြော ကျွန်တော်သိပါတယ်တော်ကြီးရဲ့ဒါပေမဲ့ကျွန်တော်တို့အခြေအနေကိုလည်းတော်ကြီးလည်းသိပါတယ်စာချုပ်ထပ်ချုပ်ဖို့အတွက်ကျွန်တော်စုထားတဲ့ပတ်စံလေးတွေကလေအမေရဲ့ကိစ္စအတွက်သုံးလိုက်ရလို့ပါ ဟဲ့အဲ့ဒါမင်းတို့ကိစ္စလေငါနဲ့ဘာဆိုင်လို့လဲဖြစ်လာမှတော့သုံးရမှာပေါ့ဒါနဲ့ပဲငါမင်းတို့လင်မယားကိုငါအိမ်ပေါ်မှာလကားတင်ထားရမလား မဟုတ်ပါဘူးတော်ကြီးရဲ့ကျွန်တော်အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးကျွန်တော်တို့အချိန်လေးနည်းနည်းထပ်ထုတ်ပေးဖို့တောင်းပန်နေတာပါ ဟုတ်ပါရဲ့တို့ရဲ့အခုလောလောဆယ်မှာလေတမီးတို့မှာပေးစရာတကယ်မရှိသေးလို့တောင်းပန်နေရပါပေးလို့ရအောင်လေတမီးတို့စူးစမ်းပါမယ်နော် မလေးဒီစကားမျိုးတွေကရော့နေပြီရော့နေပြီ တော်ရဲ့တူတူပြောပါဗျာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ဒီလိုစကားမျိုးကတခါမှမပြောဘူးသေးပါဘူးအခုချိန်မှာဒီပတ်စံကိုပေးဖို့အတွက်တကယ်ကိုအခက်အခဲရှိနေလို့တောင်းပန်နေတာပါ တောင်းမှမနေနဲ့အခက်ခဲဖြစ်တာမင်းတို့တယောက်တည်းမဟုတ်ဘူးလူတိုင်းဖြစ်နေတာအဲ့ဒါလေးလားငါလိုက်သနာနေရရင်ငါစီးပွားပြက်တယ်ဟဲ့ငါစီးပွားပြက်တယ် တင်ရကချိုးလို့ဆောက်ချိုးကိုရေးပြဿနာဖြစ်နေတာ တော်ရဲ့အိမ်လာပါဦးဒီတခါတွေ့မှကျွန်တော်ရအောင်ဖြည့်ရှင်းပေးပါမယ် အေးမင်းစကားနဲ့မင်းတော့ငါလည်းစီးပွားရှာနေတာလူမှုရေးကိုလိုတာတဲ့တော့မပေါ်နိုင်ဘူးဒီအခန်းကိုမင်းတို့တဲ့လက်ကပို့ပေးပြီးနေကျင်တဲ့သူတွေတပုံကြီးအဲ့ဒီတော့တလားပြေလို့မှစာချုပ်ထပ်မချုပ်နိုင်ဘူးဆိုရင်မင်းတို့လူရောပစ္စည်းရောလမ်းဘေးရောက်ပြီးသားမှငါရက်ွက်လူကြီးနဲ့ကိုခေါ်ပြီးဆွဲကြမှာအဲ့ဒီတော့မှငါအဆိုးမဆိုးနဲ့ဒါပဲ ဟုတ်ပါတရားကြီးအကူကြီးလေးလူလာခဲ့တာ ကောင်းပါပြီဘာလို့ပေးရမလဲပြော ဟောထုံးတဲ့တိုင်းပေါ့ငွေလေးနည်းနည်းလှည့်ခြင်းလို့ကျွန်တော်အတွက်မဟုတ်ပါဘူးကျွန်တော်တငယ်ချင်းအတွက်သူကအိမ်လာစာနှစ်ချုပ်အတွက်လေအဲ့ဒါငွေလေးနည်းနည်းအခက်ခဲဖြစ်နေလို့ ဟိုပစ္စည်းပေါင်ပါလားဟိုငွေကြီးပဲလွတ်ယူမှာ ဟိုကျွန်တော်ငွေကြီးပဲလွတ်ယူပါပါခင်ဗျာ ငွေကြီးပဲအလွတ်ယူမယ်ဆိုလို့ရှိရင်အတိုးများလိမ့်မယ်နော် ကျွန်တော်သိပါတယ်ခင်ဗျာငေါဦးကြီးကအကုန်လုံးသိထားပါတယ်ဟိုအဲ့ဒီအတူကိုလည်းကျင်းတဲ့လို့ကျွန်တော်ယူမှာပါ ကောင်းပါပြီငွေကဘယ်လောက်ယူမှာလဲ ဟိုကျွန်တော်လေးသေးလောက်တော့လိုချင်ပါ ရတယ်လေတလားစာအတိုးတခါတည်းနှုတ်ထားလိုက်မယ်နော် ရပါတယ်ခင်ဗျာအခုလိုကူညီပေးတာပဲကျွန်တော်အရင်ကျေးဇူးတင်ပါတယ် ကောင်းပြီလေမောင် ညာ မင်းတာဝန်ယူရနော် ဟောစိတ်ချပါကျွန်တော်စိတ်ချတဲ့လူမျိုးတွေလည်းခေါ်လာတာပါ အဲ့ဒါဆိုခဏစားအောင် ဟုတ်ကဲ့ ဘာဒီရကွာရှောရှောအဆင်ပြေပါလို့မြောက်ကကျေးဇူးတင်ပါတယ်ကွာ ရပါတယ်ကွာ ဟိုအဲ့စတိုးဆိုင်မှာလေအလုပ်လုပ်ဖို့လူများလူလားလို့ ဘာသူ့တော့မရ ရမုံတော့ ဟာဟိုအဲ့ဒါကိုကိုမြတ်သူရခွင့်ပြုပါမလား ခွင့်တော့ပဲပြုပါမလဲရင်ရဲ့ဒါမဲ့အလုပ်ရနိုင်မယ်ဆိုရင်တော့လေသူ့ရအောင်ပြောရမှာပေါ့ရင်လည်းတည့်ရအတိုင်းပဲဒီအိမ်သားကပေးရမယ့်ပြဿနာကလည်းရှိသေးတယ်လေ ဟုတ်တော့ဟုတ်ပါရဲ့ဟိုလောလောဆယ်ကလည်းစိုက်မလူမလို့သေးဘူးလူတဲ့ခါကျရင်ပြောပေးမယ်လေနော် ရမကအလုပ်တစ်ခုကိုချက်ချင်းလိုချင်နေရရင် ဟိုအချိန်မရေဝင်လို့ရအလုပ်တစ်ခုတော့ရှိရဒါမဲ့နေဖို့မရှောင်မိုးရမရှောင်လို့ရမှာဆိုတော့နည်းနည်းတော့ပြင်ပန်းလိမ့်မယ် ဘာလုပ်လဲ မက်ခိုင်တို့ကြောက်ခွဲဆက်ရုံပါနော် ဟဲ့လားအဲ့ဒါဆိုရင်မက်ခိုင်ကိုတွားမိချင်ကောင်းလားယင် ဟာအဲ့လိုကိုတော့ကိုမြတ်သူကလုံးဝခွင့်ပြုမယ်မထင်ဘူးနော် ရင်ရလေသူမသိအောင်လုပ်ရမှာပေါ့ရမောကလည်းတစ်ဖက်တစ်လက်ကနေငွေရှာပေးချင်တယ် ရှင်မောင်ရေဟာရင်းကြီးကဒီကိုရောက်နေရအောင် ဟုတ်တယ်ဒီမြတ်အလုပ်နိုင်ရင်လေအဲရှင်မုံတယောက်တည်းကျင်းနေမှာဆိုလို့လာပြီးခဏစကားပြောပေးနေ ဟေးပါ အဲ့ဒါမယ်ရှင်မုံသားပြီ ကျေးဇူးပဲနော် ဟုတ်အောင်ပြန်မနေပြီ ပြန်မအောင်ရှင်မောင်ရေရှင်မောင်အင်းလာကတော့ဘာမှစိတ်ဝင်မနေတော့ဒီမှာမောင်အားလုံးဖြည့်ရှင်းခဲ့ပြီ မောင်စာချုပ်တက်ထချုပ်လာတယ်ဆိုတော့မောင်ဒီငွေပဲရရလဲ ဟုတ်ကောင်လေငါအုံးရဲ့အဆက်အသွယ်နဲ့မောင်ပတ်စံသွားချိလာတာ
ပတ်စာအလုပ်ချီရဲဆိုတော့တို့ကနေမှာမဟုတ်ဘူးနော်မ စိတ်မကောင်းတဲ့ရှင်မောင်ရဲ့ဒီကိစ္စမောင်ဖြေရှင်းနိုင်ပါတယ် အဲ့ကြောင့်ရမုံပြောပါတယ်တစ်ဖက်တစ်လမ်းဝင်ငွေလေးရအောင်ရမုံအလုပ်တစ်ခုလုပ်ပါမယ်လို့ အထိပ္ပယ်မရှိတာရှင်မောင်ရဲ့ရှင်မောင်ဘာမှမလုပ်ရပါဘူးအခုလေမောင်လက်ရှိလုပ်နေတဲ့ပွဲစားလုပ်ပြင်နောက်ထပ်အလုပ်တစ်ခုထပ်လုပ်ဖို့အတွက်ကိုစုံစမ်းခဲ့ပြီးပြီ ဟာလုပ်လဲ အဲ့ဒီလောက်ကမောင်တို့နဲ့အရန်အဆင်ပြေတယ်အရင်နေ့လည်းတပြားမှစိုက်ကြမလို့ပြီးတော့ပုံမှန်ဝင်ငွေလေးလည်းရပါလိမ့်မောင်ထီအောင်မလို့ ဟာထီရောက်မလို့မောင်ရဲ့ထီရောက်တဲ့အလုပ်ကလွယ်တာမှမဟုတ်တာတနေ့တနေ့နေပူမရှောင်မိုးရမရှောင်နဲ့ဒီထီလေးယူတွန်းပြီးရှောက်သွားနေရတာလေဟောပြင်မမှာပေါ့ ရှင်မောင်ရဲ့မောင်ပြင်မခံနိုင်ပါလေ ထီတယ်ဒီမဲ့အော်ရှင်းထီတယ်မဟုတ်ဘူးလား ဟုတ်ပါတယ်ခင်ဗျ လေအဲ့မြဘာများငေးနေရလဲရှင် sorry ပါအမရဲ့ဟိုကျွန်တော်မကြားလိုက်ဘူးဖြစ်သွားလို့ပါအမတို့ထီထုံးမလားယင် ထုံးမှာပေါ့ ဒီဘက်ကိုကြောက်ပါခင်ဗျစိတ်ကြက်နံပါတ်တွေရွေးလို့ရပါတယ်ဟိုကြိုက်တာရွေးလို့ရပါတယ်နော် ဘာပဲလဲဆက်ပါလဲ ဒါ9000တွဲဒီကောင်1500ပဲခင်ဗျအောက်ကကျွန်တော်8500အဲ့ကောင်2500ခင်ဗျသူက10,000တွဲပါတယ် ဘာလဲစထုံးပါလဲဒါကလည်းခေါ်တယ်ဒီတရား အပူလေးလည်းရှိတယ်နော်ကြိုက်တာရွေးလို့ရတယ်ဟုတ်အားရဒါဆွတ်လိုက်ရဟုတ်ဒါညီမလေးနော် အိမ်နောက်တစ်ခုကိုထူထောင်ပြီးပြီဆိုရင်တော့အိမ်နောက်ဦးစီးဖြစ်တဲ့လူကအနည်းနဲ့များတော့ပင်မတတ်ကြတာပဲလေ ဟုတ်တယ်ရမုံရဲ့မိဘမျိုးရိုးဆက်ဆက်ချမ်းသာလာရင်တော့တစ်မျိုးပေါ့ကိုမြတ်သူရအရင်တော့ပွဲစားအလုပ်တစ်ခုရင်းနဲ့ရက်တီလို့ရတယ်ဆိုပေမဲ့အခုချိန်မှာ तू ကအိမ်နောက်ဦးစီးဖြစ်သွားပြီလေဒါလည်းသူ့တောင်းကြည့်ချင်တယ် အရင်တော့မောင်သူ့အမိနဲ့နေတော့ကတော့စားဝတ်နေရေးအတွက်ပဲဖြည့်ရှင်းရတယ်ဆိုပေမဲ့အခုချိန်မှာတော့သူကရမုံကိုတင်းတောင်းတင်းနေဖြစ်စေချင်တာ အေးဘောအဲ့ဒါကြောင့်မို့လို့လည်းသူအရင်ပင်ပန်းနေတာအမရဲ့အဲ့ဒါကြောင့်လေမခိုင်ရဲ့ရမုံကိုကူညီပါနော် ဟုတ်ဘာကူညီရမလဲပြောလေ ဟုတ်လေမခိုင်အလုပ်လုပ်တဲ့ကြောက်ခွဲဆက်ဆက်ရုံမှာရမုံအလုပ်တစ်ခုလောက်ရအောင်ပြောပေးပါလားယင် ဟုတ်ပြောဆိုရင်တော့ပြောပြလို့ရပါတယ်ဒါပေမဲ့ဟုတ်တော်တော်တော့ပြင်ပန်းမယ်နော် ဖိချာစဉ်းစားပါအောင်ရမုံရဲ့ကြည့်ပါဦးကလေးကနုနုနယ်နယ်လေးနဲ့အဲ့လိုနဲ့မလိုက်ပါဘူးနော် ဟုတ်တယ်အခုလောဆယ်မှာကျမတို့ဆိုင်မှာလူကလည်းမလိုသေးဘူးဖြစ် အေးပေါ့ ရမုံဘလို့ကူညီပြီးလို့ကူညီရမှလည်းမသိတော့ပါဘူး ရမုံတကယ်ကူညီချင်ကြရဲဆိုရင်လောလောဆယ်လုပ်လို့ရမယ်အလုပ်တစ်ခုလုပ်ချင်တယ်ရမုံကလေမောင်တို့အထောက်အကူပြုမဲ့သူတယောက်ပဲဖြစ်ချင်တာပြီးတော့မောင်ရဲ့စုပူလေးထဲမှာရမုံရဲ့ချွေးနဲ့စာပတ်စံလေးလည်းပါချင်တယ်မခိုင်ရဲ့ရမုံကိုမဖြစ်တဲ့အနေနဲ့ကူညီပါနော်ကူညီမယ်မလားရဲ့ အေးပါရဲ့နေလုံးနိုင်ပြီးတာပါပဲငါရအောင်ပြောပေးပါမယ် ကျေးဇူးတင်လိုက်တာမခိုင်ရဲ့တကယ်ကျေးဇူးတင်ပါတယ်
ထိတာပေါ့ရမုံရဲ့ရမုံကလေနှိပ်တာအရန်တော်တာပဲကဲတော်ပါပြီရမုံရဲ့ရမုံလက်တွေနာကုန်မယ်ရပါတယ်မောင်တနေကုန်လမ်းလျှောက်ထားတာလေမောင်ပြင်မနေမှာပေါ့နှိပ်ပြီးအောင်မယ်သာဓုပါဗျာသာဓုပါကိုယောက်ျားကိုစေနာအပြည့်နဲ့ပြုစုပေးတဲ့မောင်ရဲ့ဇနီးကျော်လေးလူရင်းဆန္ဒတွေအမြန်ဆုံးပြည့်ပါစေနော်ပြီးရင်စုနေပြပါစေလူရင်းဆန္ဒဆိုလို့ပြောအောင်မယ်ရမုံရဲ့ပြီးမစနေလာရမုံမောင်ပြောပြစရာရှိတယ်လားဒါပြောမလို့လေမောင်ရဲ့ဒီနေ့လေမောင်ထီလိုက်ရောင်းရင်းနဲ့အိမ်လေးတစ်လုံးကိုတွေးခဲ့တယ်အဲ့အိမ်လေးကလေခြံဝင်းလေးနဲ့ပြီးတော့မြက်ခင်းလေးနဲ့အရှင်းကိုနေကြစရာလေးရမုံပဲသိလားဟုတ်လားမောင်ဘယ်နားလေးမှာလဲပြောရမယ်ဆိုလို့ရှိရင်တော့တတိတွေနေတဲ့နေရာမျိုးမှာပေါ့ရမုံဟုတ်ရဲ့အဲ့လိုနေရာမျိုးဆိုတာရမုံတို့အချိန်လေးမျိုးနဲ့စိတ်ကူးတော့မရေရဲပါဘူးဟုတ်ပါတယ်မောင်ကလည်းအဲ့လိုနေရာမျိုးစိတ်ကူးရင်တာမဟုတ်ပါဘူးမောင်တို့နေထားနဲ့တက်နိုင်မယ့်နေရာမျိုးလောက်ပါလေအဲ့လိုခြံလေးနဲ့မြက်ခင်းလေးနဲ့မောင်တို့နှစ်ယောက်ပိုင်တဲ့ကိုယ်ပိုင်အိမ်လေးတစ်လုံးလောက်ကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုသိကောင်းပါပဲနော်ရမုံလည်းလေမောင်ဆိုပြောလို့မဖြစ်တဲ့ကိစ္စမလို့လားမပြောရသေးလားရမုံတို့နှစ်ယောက်အတွက်ကိုယ်ပိုင်အိမ်လေးတစ်လုံးလောက်တော့လိုချင်လိုက်တာမောင်ရဲ့စိတ်ချပါရမို့ရဲ့မောင်တို့နှစ်ယောက်ပိုင်ဆိုင်တဲ့ကိုယ်ပိုင်အိမ်လေးတစ်လုံးရအောင်မောင်ကြိုးစားမှာပေါ့ရမမောင်ရှုံးတယ်မလားရမမောင်ယုံပါတယ်ဒါမဲ့မောင်ပြင်မမဆိုးတယ်မောင်လည်းလို့စေတော့မောင်ခုနကပြောတဲ့အိမ်လေးကိုလေရမုံလိုက်ကြည့်ချင်လိုက်တာโอเคကောင်းပြီရမုံလိုက်ကြည့်ချင်နေဆိုလို့ရှိရင်အဲ့ဒီအိမ်လေးကိုမောင်တည်းခေါ်သွားပေးမယ်လေနော်ဟုတ်ကဲမောင်ရမုံပြန်နေပြီမနော်တော်ပြီမနှိပ်ပေးနဲ့တော့ရပြီမောင်ရဲ့မိန်းမမောင်ဘေးနားမှာရှိနေရဲဆိုရင်မောင်အမောအပန်းနေအားလုံးပြပါပြီမလို့တော့ကဲလားမောင်ရှင်ဝင်နေဟုတ်လားကိုရနေတဲ့ချင်တယ်ရတော့မအောင်နဲ့တော့ရမုံရအောင်ခဏလေးပါနော်အလေးရောက်တော့မှာပါခဏလေးအောက်ပါနော်ရမုံကိုပြောပါဦးမယ်ကိုယူနဲကျွန်တော်ခင်ဗျားကိုအကူအညီလေးတစ်ခုတောင်းချင်လို့ပါဗျာဗါလေရမုံလေးဝင်းထုတ်စီလေးစားပြီးတော့ဖိုက်ချစ်တအားနာနေလို့ဗျာအဲ့ဒါဆိုလဲစောစီထပါကွာငါတို့ကအစောကြီးထပြီးတန်းစီထားရတာဟုတ်ပါတယ်ကိုဖြူရဲ့ကျွန်တော်နားလေပါတယ်ဟိုဒါပေမဲ့ရမုံကလည်းအေးရတာနောက်ကျသွားလို့ကိုဖြူရဲ့အဲ့တော့ငါဘာလုပ်ရမလဲကိုဖြူဘာလုပ်ပြရမလဲဆိုတော့ကျွန်တော်ပြောပြမယ်ကိုဖြူကိုကျွန်တော်ဘက်ကနေပြီးတော့ခဲရွှေတလုံးကျွန်တော်ပြီးမယ်ဗျာတကယ်နော်တကယ်ပါကိုဖြူတကယ်ပြောတာအဲ့ဒါဆိုလဲကွာတလက်စားတဲ့ဟိုအမီးဘိုးလေးပါ900လောက်ထည့်ပေးပါလားနော်ပြီးမယ်ဗျာပြီးမယ်အမီးဘိုးပါပြီးမယ်ဗျာသိကြတယ်နော်သိကြတယ်ဒီညလေးပဲဖယ်ပေးနော်ဖယ်ပေးမယ်โอเคတယ်နော်โอเคရပြီခင်ဗျားတို့ကြားတယ်နော်ဟိုဒါ तू ကဟိုတေချာတော့နဲ့သူ့တော်နဲ့သူဖယ်ပေးတာနော်โอเคရှင်းသူပဲဗျာကျမကြာလာပြန်လာရှင်းတို့ကိုယူခင်ဗျားငါတို့ဖယ်ပေးတယ်ဟောကရမ်းရွှေတလုံးနဲ့အမီးဘိုး900ပါရမှာဟာလားဟောဒီလိုမှသိကျွန်တော်အစိုးရချစီပါတယ်ဗျာဟောရှင်ကတော့အဲ့ဒါလည်းသိမှာပဲ家里，拿到，家里。没有叫我，哎，你老跑到家边来，家边都没有哩。哦，马三爷，我们过去那边有给啥的，高楼你比那比。
သူ့သဘောနဲ့သူဖယ်ပေးသွားတာမယုံပေးချင်ဟုတ်တယ်နော် ဟုတ်တယ်ယောက်ျားရေဟုတ်လို့လား ဟုတ်တယ်ငါဖယ်ပေးလိုက်တာမင်းလည်းငါစားမှာ မဆိုင်ရင်ဟုတ်ပါတယ်ဆိုမှစဉ်းစားပါဗျာဒီမှာအရင်ကဒုက္ခရောက်တယ် ဘာပဲအတူတူရှာတော့သားဝင်နေတော့ပိုပြီးသိပြေတာပေါ့မခိုင်ဟေးခါတခုတတိပေးထားအောင်မနော်အခုရမောင်အလုပ်လုပ်တာမောင်လုံးဝမသိပါစေနဲ့နော်ပြပြရှိပါစေနော်မခိုင်စိတ်ချပါရမောင်ရဲ့မခိုင်ကနှုတ်လုံးပါလေမခိုင်ကိုမဆန်းတော့ဆန်းအတော့ဝယ်ကျွေးအောင်မကြားပါလေမလို့ပါဘူးဒါမှမဟုတ်တစ်ခါပြရရော့ ဟာပါလေ အမည်ဆို ဒါအပြီးလားနည်းနည်းပါးပါအကြော်ထော်လေးပါလှုပ်ပါလား အောင်မလေးဟဲ့ဘယ်အချိန်ရှိနေပြီလဲကျောက်ကဘယ်နေမှာဘာသွားဝယ်ရမလဲ ရတဲ့ညမှာသွားဝယ်ဗော ဘာရတဲ့နေရာမှာလေဒီအချိန်ကြီးကျောက်ကအပြင်ထွက်เสียရတာကျမမိမကောင်းနော် မင်းနဲ့ကောင်းတဲ့မိန်းမလေးအပြည့်ထွက်နေတာပဲဒီချိန် ဟမ်ကြည့်တော့ရှိဘယ်လိုပြောလိုက်တာကျောက်ကဒီချိန်မှာအပြင်ထွက်ခိုင်းတယ် ဒီလက်မပါနဲ့တော့ ပါတော့ပါဖြစ် ဟောပြောလို့မရဘူးလား ချက်တော့မူးလာရင်ကျောက်ကို မေခါကလေးမေး ဘာလို့မရတာလဲသိမသိရှင်းတော့ ဘာလို့ကြိုက်တာလဲဟမ် ကိုက်ပါတော့ ငါ့ကို မလောက်နဲ့ အမေရောမလောက်နဲ့ဟဲ့ငါလက်ကားနဲ့တော့မတော်ရသေးဘူးအားကြီးကြီးအောင်မင်းနဲ့ ကိုမျိုးခင်ဗျားတို့ကလည်းဗျာအချိန်ခါလေးပါလေကြည့်ပါဦးဗျ ဟေ့ကိုယ့်ရင်ကိုရံဖြစ်တယ်ဗါလေအချိန်ခါရွေးနေအောင်မလား ခင်ဗျားကလည်းဗျာဒီမှာအကုန်လုံးကအပင်ပန်းပန်းနဲ့အိမ်မောကြနေအချိန်ဗျခင်ဗျမူးရင်လည်းရှင်းမနေနဲ့ဗျာအဲ့တော့ အေးကိုမစားနဲ့ကိုမူးလားဘာဖြစ်လဲရောက်ဟေ့ဒီမှာလင်မယားရံဖြစ်တာဗါလေမင်းကငါမိမဘက်ကဝင်ပြောမင်းငါမိမကိုကြံနေရဟဟလား ဟဲ့လို့ခင်ဗျားပါစကားပြောရတယ် ဟာကထွက်တယ်တက်တော့ပါတော့မင်းတော့ဖြစ်တာဟိုအချိန်ခါကိုခွေရေးယူနေတာ ခင်ဗျားဟုတ်ကဲ့ခင်ဗျာဘာစကားပါလဲဗျာမင်းကမဟာဘူးဟဲ့ခင်ဗျားခါရတာခင်ဗျားတော်သားပါတော်ပါတော့ဒီလိုစားပါ လူစကားမပြောဘူးဒီ နေပါ မဆန်းတော့လားကွာဒီချိန်ကြီးမှမရမ်းဖြစ်ရလားလို့ဘယ်တော့ပဲမှန်းပြီးအိမ်မောကြနေတဲ့အချိန်မှာ အေးဟုတ်ပါရဲ့မို့လေဒီကမို့လေဒီအတန်ကြီးကကြားနေကြတဲ့နေပဲမကြားချင်လို့လည်းစမ်းပါမရတာမကြားဘူးလို့ပဲသဘောထားပြီးတော့အိပ်ပြောပြန်အိပ်လိုက်ပါတော့ရှင်မို့နော်လိမ့်ပါရှင်မို့နော်ကဲလာမောင်ရက်ကြည့်လို့နော်ညက်တယ် ဘာစမ်းတော့လဲကွာရှမ်းလွန်တာပဲအေးဟာဟေ့နိုးဟေးမင်းဘယ်ကနေဘလို့ရောက်လာလဲ လိုက်လာလို့ရောက်လာတာပေါ့ကွာ ဟေးဘာကိစ္စရှိလဲပြော ပွဲရတော့ဖြစ်သွားပြီဟော ဘာပွဲလဲ ဟေ့တကုံဟိုတက်တော်တွေကလေ40 60ကွယ်မင်းမရှိသေးလား ရှိတယ်နေဒါမရောက်ပါသေးဘူးအဲ့ကွာ ဟာဒါဆိုရိုက်လိုက်တော့ငါ့ကိုရိုက်လိုက်တော့တင်လို့လားကွာ အော်မင်းအားရှိပါရှိတာရိုက်လိုက်ပေးကြတယ်ရိုက် ဟောအေးလားဆိုရိုက်ပြီးပါ ဟဲ့ဘာခေါ်မူလို့ကွာမင်းလက်ကိုရိုက်ခဲ့တယ်ဘယ်ခေါင်းလိုက်လဲ ဝမ်းသာလို့ပါကွာမင်းကလေဟေ့အဲ့ကွာဆိုအာရကြီးကထိုးပြီကွာမင်းဒီပါ ဟုတ်တယ် ဟဲ့ဝယ်တဲ့ဘက်ကရောလူများလာခွဲပေးရမှာ ရှိတယ်ကွာ ဘယ်ရောက်တော့လဲ တကြောင်ဆိုအဲ့ဒါငါ မင်းတယောက်တည်းဟုတ်တယ်ဒါဆိုထိုးပြီပေါ့ရောက်တဲ့ဘက်ကငါတယောက်တည်းပေါ့ ဟုတ်တယ် ဟာဒါဆိုငါတို့တယောက်ခွဲယူရုံပဲရောက်ဝမ်းသာလိုက်တာကွာထိုးပြီလာဘုံဒီဘုံ ဟာ ဟာ ဘာလို့လဲ
ဘာမှမဖြစ်ပါဘူးမောင်မိမဘာလုပ်နေရလဲလို့မေးမလို့ ဒီမှာလေအခုပဲရေချိုးပြီးလို့ခါခါလူးနေတာ ဒီစဲအဲ့တော့ညမ်းလာနေရဘူးမောင်မိမအဲ့လိုတသက်ရှင်ရှင်တသက်ရဲနေလို့ထင်တယ်မောင်ကတကြီးကောင်းလားဒီမှာကြည့်ပါဦးပြ Hi ဟာပတ်စံနေ Yes မောင်ပတ်စံနေနိုင်ပဲရရလာလေဒီပတ်စံ ဟာမောင်ပွင့်ဖြစ်လို့အာရကီရလာတာဗော ဘာပွင့်လဲ ။အော်ဘာပွင့်ပါလဲညီပွင့်တစ်ပွင့်အယောင်းဝယ်ဖြစ်သွားတယ်လေ။အဲ့ဒါပတ်စံနေရလာတာ4 သိန်းတောင်4 သိန်းတောင် ထောက်ပြီမောင်အဆူမမိုးပြရပဲလား ပေးမှာဗောမဟုတ်ဘူးလေပေးမယ်ဟာနေပေါ့ဒီတဲ့နှခါနေလိမ့်လာကြပြီလားဟာလားဒါဆိုတော့6 6စမ်းကြည့်ရအောင်မယ်ကြာကြာကျော်အတူကိစ္စတော့ကတော့ခေါင်းရည်သွားပြီဒါပေမဲ့ရှားတော့ရှားခဲ့ပတ်စံလေးကတော့အကုန်လုံးပြေးလိုက်ရတာပေါ့ကွာ မောင်ရဲ့အကျွေးရှင်းတော့လေခေါင်းအေးရုံနဲ့မကဘူးစိတ်ပါအေးသွားတယ်မောင်ရဲ့စားရတော့တာရှိတာတွေနဲ့အဆင်ပြေအောင်စားလို့ရတယ်တူးပေးနေရတဲ့အချိန်မှာလူရောစိတ်ကဘယ်လောက်ပင်ပန်းလဲကိုရှာထားတဲ့ငွေတွေကသူများအတွက်ပဲဖြစ်သွားတာလေ ရှင်မပြောတာဟုတ်ပါတယ်ဒါပေမဲ့မောင်တို့နှစ်ယောက်ရဲ့အိမ်မက်လေးပူပြီးခွေးသွားတာကိုဘာမှစိတ်မကောင်းဖြစ်တာ ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့မောင်ရဲ့ညီမတို့နှစ်ယောက်အတွက်ကိုယ်ကအေးကလေးတစ်လုံးဆိုတာချင်းတော့ဖြစ်လာမှာပေါ့အချိန်လေးရှိနေတယ်အခွင့်အရေးဆိုတာရှိလာအောင်ပါကဲပါအခုအကျွေးကင်းမဲ့ဆုံးဖြစ်သွားတဲ့ဒီအခန်းလေးထဲမှာစိတ်ချမ်းသာနဲ့တမင်စားလိုက်အောင်နော်ရှင်ချောင်းလေရမ်းစိုးနေပါလားဟမ်ဘာလို့စားရလို့လဲ ဘာမှမစားပါဘူးမောင်ရဲ့
ရှင်မို့ရဲ့ဘာမှမစားဘဲတော့ချောင်းကတတော့စိုးပါမလားတခုခုအစားမလို့နေမှာပေါ့မသိဘူးမောင်ရဲ့နေရှင်မမရစားပလိရှိရဲ့ရှင်မို့ရဲစားပလင်းတွေပဲတောင်စောက်ထားတယ်ဆိုတော့ချောင်းဆိုတော့တော်တော်ကြာနေပြီလားဘယ်နဲ့တောင်ရှိနေပြီလဲတရရက်တည်းရှိပါသေးတယ်မောင်ရဲ့ဒီရက်စာလေးကမခိုင်ပေးထားတာဒါလေးဆောင်လာလိုက်တဲ့မောင်စိတ်မပူပါနဲ့မောင်မအိတ်သေးဘူးလားမောင်ကအိပ်ပျော်လို့အိမ်မက်တွေတောင်မှတ်နေတာဘာအိမ်မက်တွေမှတ်နေလို့လဲမောင်ရဲ့မောင်မက်တဲ့အိမ်မက်လေးကလေအရန်ပျော်စရာကောင်းတာပဲကြည်လို့ဖို့လည်းအရန်ကောင်းတယ်ရှင်မို့မောင်တခါပြောခဲ့အိမ်လေးလေအဲ့အိမ်လေးထဲမှာမောင်တို့တယောက်ရောက်နေတာတဲ့ပြီးတော့မောင်တို့တယောက်ကအရန်လဲပျော်နေကြတာတဲ့ရှင်မို့ရဲ့မောင်လေးအဲ့ဒီအိမ်မက်ကနေနိုးတော့မနိုးချင်ဘူးတကယ်သာဖြစ်မယ်ဆိုရင်ဘယ်တော့ကောင်းလိုက်မလဲရှင်မောင်ရဲ့နေကြရင်တော့ဖြစ်လာမှာပုံမောင်ရဲ့အခုမောင်လည်းအလုပ်တွေစူးစမ်းပြီးလုပ်နေတာပဲလောက်ပြမှန်းတာဟာအဲ့အိမ်လေးကမောင်အိမ်မက်ထဲအောင်ထည့်မှတ်ရတယ်ဆိုတော့ရမုံတော့နောက်နေ့ကျရင်လိုက်ကြည့်မှဖြစ်တော့မယ်နော်လိုက်ခဲ့ပေါ့ရမောင်ရဲ့ဟောအဲ့ဒါဆိုလို့ရှိရင်မနေ့ကလိုက်ခဲ့ပါလားရမောင်ရဲ့နော်လိုက်ခဲ့မယ်လीနော်မောင်နော်ရှင်မောင်သူပြောနေတဲ့အိမ်လေးကဒီအိမ်လေးပဲလေရှင်မောင်အိမ်လေးကလှရနော်မောင်ရဲ့မောင်အိမ်မက်ထဲမှတ်မယ်ဆိုရင်လည်းခက်ချင်စရာပါပဲအိမ်ကြီးကနေချင်စရာကောင်းလိုက်တာနော်ဟိုမကြီးရဲ့အိမ်ရှင်နေလားမသိဘူးဟုတ်မထင်နဲ့ရမောင်ရဲ့မောင်တပည့်ကိုလာတိုင်းလေသူတို့ကိုခဏခဏတွေ့တယ်အိမ်ရှင်တွေကလည်းရမုံတို့နဲ့ရွယ်တူလောက်ပဲနော်မလူတယောက်နဲ့တယောက်ကုသိုလ်ကံခြင်းမတူဘူးဆိုတာအဲ့ဒါပဲနော်မစိတ်မကောင်းမဖြစ်ပါနဲ့ရမောင်ရဲ့အဲ့လိုပြည့်စုံတဲ့ဘဝလေးဆိုတာမောင်တို့အတွက်လည်းတနေ့တော့ရလာမှာပါဆိုးလိုက်လားဟုတ်တယ်ရမုံရဲ့တနေ့တခြားပို့ပြီးဆိုးလာဟုတ်တယ်ရမုံလဲလေငငယ်ကအဆုတ်ယောဂရှိတယ်တဲ့အဲ့ဒါလေးဗမာစင်းနဲ့ပျောက်တာလေတိလားအဲ့ဒါကြောင့်မလို့ဒီမှာရဲစားစားလေးရတာရ
ရှင်မုံလည်းမခိုင်တာကူးတာလားမသိပါဘူးဒီရပိုင်းတွေ6နဲ့နဲ့ဆိုးရတော့ မဖြစ်နိုင်တာအေးညီငယ်ငယ်ကအဆုတ်ရောဂါပြန်ထလာနေမှာပေါ့ နောက်တာပါအမရဲ့ရစားနဲ့နဲ့ကြည့်နော် အမလေးညီစားမယ်ဆိုတပူးလုံးစားနိုင်စားလေ အမရဲ့တော်တော်ဆိုးနေတာနော်ရှားရလား ရစားမရတယ် အမလေးဒီနားမှာဘာညာတာရနေရလဲခမင်းစားမယ်လေ ตาရစရာလားအိမုံရဲ့6ဆိုးလုံးလို့လာနိုင်နေမှာရစားစားနေပါဟဲ့ အဲ့ဒါထမင်းမစားတော့ဘူးပေါ့ ဟမ်အမေဝေဘာဖြစ်လို့လဲ ဟာညီထမင်းမစားညီထမင်းကြကြောက်စားလိုက်မှာပေါ့ မေဝေရဲ့ညီရတယ်လေအလစ်လိုက်ဖို့ပဲဘယ်စားမှာပေါ့အေး ကဲစားမယ်ဆိုလဲထကျလာလာမရင်မောကလည်းမကရထမင်းစားဖို့လာခေါ်တာမကရဲ့ချောင်းဆိုးရဲ့ထဲမှာမျောပြီးရစားကြီးစားမိနေဟုတ်မယ် စားပါမယ်အေးစားပါမယ်တတ်တာပါပြီ ဟာအိမ်ချမ်းမြေဈေးတွေကလည်းတဖြည်းဖြည်းနဲ့ကြီးလာလိုက်တာကွာလုံးဝမကြောက်ဘူးတဲ့ဈေးတွေကိုဖြစ်ကုန် ဟာပဲဝယ်နိုင်တဲ့လူတွေကလည်းဝယ်ကြတော့လည်းတက်ပြီပေါ့ ဟေးလေအဲ့တော့မောင်တို့လိုမဝယ်နိုင်တဲ့လူတွေအတွက်ကတနေ့တခြားပူပူပြီးအလှမ်းဝေးသွားတော့တာပေါ့တချို့ဆိုလို့ရှိရင်လက်ထက်မှာတန်မိုးရှိတဲ့အိမ်တွေချမ်းတွေရှိထားရတဲ့နဲ့ပတ်စံလို့ပြန်ရောင်းရင်တဖြည်းဖြည်းနဲ့မြေကွယ်ကြီးတွေမြေကွယ်လေးဖြစ်နောက်ဆုံးအိမ်ကားပြီးနေရတဲ့ဘဝတွေပြန်ရောက်တော့တာမှအများကြီးပဲရှင်မချောင်းကဆိုးလာရမောင်တို့စိတ်ကသွားပြကြည့်မလား မလီမပဲချောင်းဆိုတာလောက်နေတော့စိတ်ကန်းသွားကြမလို့ပါဘူးရာသီဥတုကြောင့်ဖြစ်တာပါထုံးစံတိုင်းရစားလေးစားလိုက်ရင်ပျောက်သွားမှာပါမောင်ရဲ့ အဲ့ဆိုလည်းပြီးတာပဲရှင်မချမ်းမကြီးတော့ကြီးဆိုင်နော် ဟုတ်ကဲ့ပါမောင်ရဲ့ ဒီလိုမယ်နော် ဟုတ်ကဲ့ပါမထိုးပါဟိုနံပါတ်အလှလေးတွေရှိတယ်ဟိုဒီမှာဒါကတော့အဆောင်30ပါတယ်ကောင်8500ဟိုဒါတွေကတော့1500ပဲတဲ့လားမနံပါတ်လှလာလေးတွေရှိတရားကြည့်ပါ ဟိုကထီထိုးခိုင်းလို့လားမဟုတ်ပါဘူးကိုယ့်သက်ကိုထုံးမှာမထားရဲ့ဩတထေးဖြစ်ကြံနေပြီပေါ့လူပဲစိတ်ကူးရင်ရတော့မထားရဲ့ဟဲ့ဒါနဲ့လင်းတို့တထေးအေးအောင်တော့မလို့ဆိုဟုတ်ကဲ့မွေးလို့တော့မဟုတ်ဘူးလေသူကနိုင်ငံခြားမှာသွားနေမှာမဟုတ်လို့အမြန်ရောက်ကြမှာဟဲဒါဆိုနင်းလည်းနိုင်ငံခြားလိုက်သွားမှာလားဟဲကိုကအထုတ်ပါပြီးရွာပြန်ရမှာအေးပါဟဲ့ငါတကယ်ဒီနေ့ထီပေါက်ပါစီအဲ့ဒါမှနင်းလည်းရန်ကုန်မှာအခြေတကြနေနိုင်မှာဒီတော့ရမယ်နော်ငါပြေးပြေးပြပြမထားရဲ့နော်အေး မဟုတ်ဒီအိမ်နဲ့ခြံကြီးကရောင်းတော့မလို့ဟဲ့လား ဟုတ်တယ်လေ အော်ဟိုဒီကအင်ဂျင်နီယာနဲ့အမကဘာလို့လဲမသိဘူးနော် ဟောဒီနေ့ကျမအလုပ်သမားပါ အော်ဟိုကျွန်တော်ကလည်းလေဒီလိုမျိုးထီလေးရောင်းရင်းနဲ့ပွဲစားလုပ်လဲလုပ်ပါတယ်ဟိုတကယ်လို့များလေကျွန်တော်မှာအဆက်အသွယ်ရှိလို့ရှိရင်အယောင်းဝယ်ဖြစ်နိုင်မလားမသိဘူးနော် ဘသူ့ဝယ်ပြည်သူကြိုက်တဲ့ဈေးရရောင်းပါပဲ ကျေးဇူးတင်ပါတယ်ဗျာဟိုအဲ့ဆိုကျွန်တော်စူးစမ်းပြီးတော့အဆက်အသွယ်လေးရှာကြည့်လိုက်အောင်မယ်နော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ ကျေးဇူးပါမကြည့်ပါစိတ်နဲ့ကြည့်ပါအော်ဟုတ်ကဲ့ မြတ်သူရရဲ့မင်းစိတ်ကူးရင်ကနေလို့စိတ်ကူးနဲ့ယူသွားတဲ့အဖြစ်နဲ့ရောက်သွားအောင်မလား ဟေ့မင်းကလည်းစိတ်ကူးချင်တာလည်းမဟုတ်ယူစရာလည်းမလိုဘူးဒီပွဲကငါတို့တကယ်လုပ်နိုင်လို့ရှိရင်တကယ်ဖြစ်မှာနော် ဟာဒီလောက်သိန်းကိုတောင်းနဲ့ချီပြီးတန်လိုက်ငါတို့ကဘသူ့ကိုသွားရောက်ရမှာလဲငါတို့စီမှာရှိတဲ့ဝယ်လဲဆိုတာ10ပေ20တော့မှနိုင်နိုင် ဟုတ်တယ်မင်းအဲ့လိုပွဲကြီးမျိုးကထက်တန်းတော့ပွဲစားတွေဟန်းကြီးတွေပဲကင်တာ အေးအဲ့ဒါမျိုးကမျက်မှောက်အဆက်အသွယ်ရှိရလေကွာဟိုလူဘသူလဲကိုထုံးလေကွာမင်းသူ့ပြောလိုက်လို့ရှိရင်ရတာပဲ ဟာသူတို့ကငါတို့အဆင့်လောက်ခေါင်းထဲကိုမထည့်တာငါနဲ့သူလည်းအဆက်အသွယ်ရှိတယ်ဆိုတာလေဟိုငါငွေလေးအခက်ခဲရှိရင်သွားပြီးအကူကြီးတောင်းတာအဲ့ဒီအဆင့်လောက်ပဲ အဲ့ဒါမင်းအလုံးမရှိတော့မှလေကွာအခုအလုံးရှိပြီဆိုတော့သူ့ပြပြထားလိုက်ပေါ့ဟဲ့ဟာဒီပွဲကသူ့စီကဝယ်လက်တွေနဲ့ဆိုရင်ထိပြီနော်ပွဲမြန်ဖြစ်လိုက်လို့တော့ဟဲ့ဟာဒီဘက်အချက်မှာငါတို့3ယောက်ပဲရှိကြငါတို့3ယောက်တည်းခွဲယူရုံပဲအဲ့လိုပွဲကြီးမြန်ဖြစ်လိုက်လို့တော့ RK ကိုမင်းတို့တွက်ကြည့်လိုက်အောင်ဟဲ့ ဟုတ်တယ်နော်မလောက်เสียရတယ် အဲ့ဒါငါပြောနေတာမင်းက ဟင်းကွာငါတို့ထီထိုးတယ်လို့မျိုးလေတန်ဆိုးကန်ကောင်းကိုထုံးကပြောထားလိုက်နေရ လှုပ်ဆမ်းပါမင်းကလည်းဘာမှအရှုံးရှိတဲ့ကိစ္စမဟုတ်ပြောထားလိုက်ဟဲ့ ကဲမောင်ရေဒီမှာပြောင်းမှုတော့ပူပူနွေ့နွေ့လေးရပြီ
သမီးစားမယ် ဟောခဏနေဦးရမွေခဏနေဦးသမီးမစားခင်ပါရမုံဝမ်းတာမယ်စကားပြောကြရှိတယ် နေဦးမောင်တအားဝမ်းတာမယ်ကိစ္စဆိုမပြောနဲ့ဦး ဘာဖြစ်လို့လဲရမုံ ဝမ်းတာလုံးဆိုပြီးထမင်းမစားနိုင်တော့မှာဆိုလို့ ပြီးတော့ပြောအဲ့ဆိုလည်းမပြောသေးဘူး နေဦးလေမကလည်းပြောမယ်ဆိုပြီးတော့လည်းပြောလိုက်တော့ပေါ့ ဒီဟိုရမုံရဲ့မောင်လေးထီလိုက်ရောင်းနေနဲ့အရန်ကိုလှတဲ့ခြံနဲ့အိမ်နဲ့တွေ့ရတယ် မောင်ကလည်းတွေးပြန်ပြီအဲ့တနေ့အဲ့ဒါကိုစိတ်ကူးရင်လို့မပြီးနိုင်တော့ဘူး ဟောမဟုတ်ဘူးရမုံကလည်းအဲ့လိုအနေထားမျိုးအဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်တော့အနည်းဆုံးမရှိဘူးဆိုရင်တိမ်မောင်ကိုတောင်းနေချီမှာ မောင်တိမ်မောင်တောင်းတဲ့ချီတန်တဲ့အိမ်နဲ့ရမုံတို့နဲ့ဘာဆိုင်လို့လဲ ရမုံကလေမောင်ကအဲ့ခြံနဲ့အိမ်ကိုဝယ်မယ်လို့ပြောနေရမှာမဟုတ်တာအဲ့ဒီအိမ်နဲ့ခြံအယောင်းဝယ်ပြအောင်မောင်ကပွဲစားလုပ်ပေးမလို့ မောင်ကအဲ့တိမ်မောင်တောင်းချီတန်တဲ့အိမ်ကိုပွဲစားလုပ်အောင်မယ် မိမကလည်းမဖြစ်နိုင်ဘူးလို့မထင်ပါနဲ့ပွဲစားတွေဆိုတာအချင်းချင်းဂျိတ်တွေရှိထားပြီးသားဟိုကောင်ငအုံးစီမှာလေအဲ့လိုဟန်းကြီးတွေလုပ်တဲ့ပွဲစားကြီးနဲ့အဆက်အသွယ်ရှိတယ်သူတို့ဖြည့်ပေးလိုက်လို့ရှိရင်ပြီးပြီကျောင်းအဲ့ပွဲသားဖြစ်လို့ကတော့လေဘောင်တို့လူချင်းနဲ့ကိုယ်ပိုင်အိမ်နဲ့ခြံလေးချက်ချင်းနိုင်ငံရမှာရပုံရဲ့ ဘာတွေရနေကြလဲကွာ ဟာဟဲ့မအောင်မင်းတို့သေခဲအောင်ပဲကွာအခုပဲလေငါတို့အကြောင်းပြောပြနေရလာဟာမင်းတို့ဘာကြောင့်လို့ပြောတာ ဟောမင်းကလည်းဘာကြောင့်ပါလဲငါတို့အခုအယောင်းဝယ်လုပ်မဲ့ခြံနဲ့အိမ်နဲ့ကြောင့်သူ့ကိုပြောပြနေတာ ဟာတိုက်ဆိုင်ပဲကွာအဲ့ဒီဘွယ်တော့ဖြစ်ပြီးရအောင် ဘာဖြစ်လို့လဲဘာဖြစ်လို့ ငါကိုထုံးနဲ့ဆက်ဆက်ရခဲ့တယ်အေးကိုထုံးကသူကိုယ်တိုင်လိုက်ကြည့်မဲတဲ့ဝယ်လည်းရှိတယ်တဲ့ရောက် ဟာပြလဲအခုချိန်သွားမယ်လေကွာ ဟောမီးလည်းနေပါလောလိုက်တာဘလို့ဖြစ်နေတာလဲ ဘာလို့လဲ မနဲ့ပြန်ကြရင်ချိန်ကြပါလေမင်းကလေ sorry ပဲကွာ sorry ပဲငါအရင်တော့သွားတယ်ဟဲ့ဟိုအဲ့ဘွယ်လေးကိုငါဘာဖြစ်လို့အရင်ဖြစ်ချင်နေလဲဆိုတာမင်းသိပါတယ်ကွာ တိတယ်အဲ့ဒါကြောင့်မင်းဝေါ်လာရအောင်ငါလာပြောတာလေ ပြောကွာအဲ့ဘွယ်လေးဖြစ်ပါစေရှစ်ဗျာအဲ့ဘွယ်လေးဖြစ်ပါစေဗျာ ကဲမောင်ရေစုတောင်းမနေနဲ့မထမင်းစားချိန်မှာရောက်လာတဲ့ဧည့်သည်ကိုထမင်းကျွေးအောင်လေ ဟုတ်တာတော့တစ်ခါစားတော့လေ ဟာမင်းတို့ကလည်းကွာ စားခဲ့ပြီလား ကတခါလေးဝင်စားလိုက်တယ်ရပါတယ်ပါကျုံလုံးဟာတထွေးကွာမင်းတို့တော့ကိုတို့ဒီအိမ်နဲ့ဒီခြံပဲ နေရာကောင်းပဲဗျအိမ်ရရှယ်ပဲ ဟုတ်တယ်ကိုထုံးကဟာဟိုမှာလာပြီ ဘာကိစ္စရှိနေလဲရှင် အမကျွန်တော်မှတ်မိလားကျွန်တော်ဒီရှိမှာဟိုထီရောက်တဲ့ကောင်လေးလေ အော်ဟုတ် အမနဲ့ကျွန်တော်တခါပြောတာဟိုအိမ်နဲ့ခြံနဲ့ရောင်းမယ်ဆိုတဲ့ကိစ္စလေးအဲကျွန်တော်အဆက်တော့အခုခေါ်လာခဲ့ပြီအိမ်ဝင်လက်ကြည့်ကျင်တယ်တဲ့ပိုင်ရှင်နဲ့လည်းစကားပြောကျင်တယ်တဲ့ကျွန်တော်ဟိုထဲခဏလောက်ဝင်လို့ရမလား ဟိုအင်းရှင်နေမရှိကြဘူးရှင်ပြန်ထွက်သွားကြတယ် ကြာမှလားမသိဘူး ဒီသားလိုက်ဆိုတော့ကြာမှတင်နေ ဟာခမရမသေးကြပဲလုပ်ပြီဗျာကျွန်တော်အားတာမဟုတ်ဘူးဗျာ ဟာကိုတို့ခဏလေးအဲ့ဒါဆိုလို့ရှရင်လေဟိုကိုတို့နဲ့ပြန်နေလိုက်ပါကျွန်တော်ဒီမှာပဲစောင့်နေခဲ့လိုက်မယ်လေကိုတို့နော် ဟောရဘာလို့မို့လဲမအိမ်ရှင်မမရှိတယ် ဟောမင်းကလည်းပိုင်ရှင်တွေမရှိတာခီးထွက်သွားတာမှမဟုတ်တာပြန်လာမှာပေါ့ပိုင်ရှင်တွေပြန်ရောက်ပြီဆိုတော့ ਨੇ ကိုတို့ကျွန်တော်ကိုတို့ကိုလည်းဖုန်းနဲ့ဆက်လိုက်ပါမယ်ကိုတို့လည်းအိမ်လေးတော့လာကြည့်ပေးပါနော် ကောက်ပြီကျွန်တော်ဖုန်းဆောင်နေလိုက်မယ် ငါကောင်းမှကြီးကျေးဇူးပါပဲဟုတ်ပါအားတော့စောင့်နေမစောင့်မှလည်းဝါရတယ်ဟဲ့လုံးရှိတယ်ဆိုပြက်လိုက် ငါနေလိုက်မယ်နော် အမကျွန်တော်ဒီရှင်းမှာတော့စောင့်ရ ရပါတယ်ရှင်ရ ကျေးဇူးပါပဲနော် ရမို့
တနာပါလေရမို့အိတ်တော်ပြောနေတယ် မောင်ကလည်းနောက်ကျလိုက်တာဘာလို့လဲတော့မိုးချိုးရလဲဒီမှာပြင်စိတ်ပူလိုက်ရတာဘယ်လဲရှာလို့ရှာရမှန်းလည်းမသိဘူး ဒီမို့မောင်ပြောတဲ့ချိန်အယောင်းမပြေဖို့ကိစ္စတော့ကိုမောင်ကသွားနေတာရှင်ရှင်လေးကွာအပြင်ကိုထွက်သွားလို့တဲ့အခုချိန်ကြီးကိုပြန်ရောက်မလာဘူးအဲ့ဒါမောင်လည်းမစောင့်နိုင်တော့ဘဲနဲ့ပြန်လာခဲ့တာဒီမို့မောင်ဘက်ကဘာမှစိုးရင်စရာမရှိဘူးမရင်ရင်ကပြောလိုက်တယ်ရှင်မို့ချောင်းနဲ့ရမ်းစိုးနေဆို ဟုတ်တယ်မောင်ရဲ့ဟိုနေ့လေတော့ကအချွေဝဲတောက်လိုက်တာအဲရာသီဥတုကလည်းပူတာနဲ့ပူဆိုးသွားတယ်နဲ့တူတယ် ရှင်မို့ချောင်းစိုးနေဆိုလို့ရှိရင်အဲ့လိုချူရည်တွေပိုင်းမတော့ပါဘူးလေခဲခုဘာစစ်တော့မလဲမောင်တော့ပဲပြင်မယ် ရပါတယ်မောင်ရဲ့ဒီမှာကျွန်တော်မရက်သားရှိတယ်ကြောက်ပါတာစားလိုက်နော်ဟမ်ပြန်စားအောင်လား စားမယ်လို့မောင်ဖိုက်တွေရမ်းစားတယ်လေ မောင်ရဲ့ဒီချိန်ကျမှလမ်းမှာတစ်ခုဝယ်စားရလိုက်ရောပေါ့ ဘယ်စားလို့ဖြစ်မှာလဲအပြင်မှာဝယ်စားလို့ရှိရင်အိမ်ထဲကပတ်စံလေးပါသွားမှာပေါ့ ကဲအဲ့ဆိုမောင်ကြီးချိုးလိုက်ဒီမို့ထမင်းတက်ခုလိုက်မယ်နော် ရှင်ကလေကိုပြသွားတာကျမမပိုးလေးပါလားမပေး ဗျာပွဲဖြစ်သွားတယ် ဟုတ်တယ်လေ ဘာပွဲဖြစ်သွားတာလဲ ဟောဒီအိမ်အယောင်းကဖြစ်သွားပြီလေဆရာတော်ပေးပိုင်မလား ဒီအိမ်ရောက်ဖြစ်တာ10တောင်ပဲပြီးသွားပြီ ဟုတ်တယ်လေ ဘယ်လိုလဲနဲ့ဖြစ်သွားတာလဲ ဟောရှင်ခေါ်လာတဲ့ပွဲသားရင်မဒီမှာအယောင်းကဖြစ်သွားကြတာ ရမောဟိုချင်းအယောင်းကဖြစ်သွားပြီအဲ့ဒါမင်းသိလား ငါလည်းတိပြီပါ သိပြီဆိုပြီးရဲထိုင်လို့ပဲဖြစ်မလဲကွာငါတို့ပွဲကသွားတော့မှရမှာပေါ့ဒါတော့မှရပါ ဟုတ်ကိုထွန်းချင်းကဖုန်းဆက်ပြီကိုကငါတို့ငိုးပေးမယ်တဲ့ ဟာမိုးပေးမယ်မင်းရလဲကွာဒိတ်ပဲမရှိတာဒီလိုချင်းတစ်ချက်လုံးရောင်းဝယ်ဖြစ်တဲ့ကိစ္စမိုးလုံးနဲ့ပြီးမလားကွာမင်းရလဲဒါသက်မှာထားလာတော့မယ်လား ငါလိုက်လို့မရှိ ဘာဖြစ်လို့ သူနဲ့ငါနဲ့ကြမ်းပါကျေးဇူးကကျေးဇူးကညာရှိတယ်ငါ့ကိုလည်းသူအများကြီးပြင်ထားတယ်ငါလိုက်လဲငါပြောထမှာ အေးအဲ့ကျေးဇူးကကျေးဇူးသားမင်းနဲ့မှာပဲရှိတာငါနဲ့မှာဘာအကက်မှမရှိဘူးဒီမှာဟဲ့ငါတော့မရရအောင်အဲ့ပတ်စံတော့ရမှာပဲအဲ့ဒါငါညွန်လေးချက်ကွာ ကိုထိုးရှိလားမသိဘူးခင်ဗျကျွန်တော်မျက်စုရပါကိုထိုးနဲ့ခဏလောက်တွေ့ချင်လို့ပါကိုထိုးဟောလက်သူကဘာကိစ္စလဲဆို ကိုတော့ကျွန်တော်လိုက်ပြထားတဲ့အိမ်ကိုထုံးနဲ့ပွဲဖြစ်သွားပြီဆို အေးဟုတ်မနေ့ကပဲဖြစ်သွားတာ ဟုတ်အဲ့ဒါဆိုကျွန်တော်တဲ့ပွဲကဟော ဟောအေးဟုတ်တာပဲငါလည်းဟိုကောင်ကအုံးနဲ့မတွေ့တော့ပေးလိုက်ရတာကြည့်ဗျာ3000လောက်ရှိတယ်နော် ကိုထုံးကလည်းဗျာအဲ့လိုအိမ်တစ်လုံးပွဲဖြစ်သွားတယ်ဆိုလို့ရှိရင်ပွဲစားတစ်ယောက်အနေနဲ့ဘယ်လောက်ထိပွဲခါရတဲ့နေဆိုတာကိုထုံးတော့ကပိုသိပါတယ် သိတယ်လေအဲ့ဒါကြောင့်မို့လဲမင်းရတဲ့လောက်ခွဲပေးတာ ကိုထုံးကလည်းဗျာအဲ့လိုလုပ်လို့တော့ဘယ်လိုလုပ်ရမှာလဲအဲ့ဒီအိမ်ကိုကျွန်တော်ပြထားပြီလို့ကိုထုံးသိတာပါ ဟုတ်တယ်ဒါပေမဲ့ငါအိမ်ရှင်နဲ့ဓာတ်ရိုက်တို့ဒီမှာပွဲပြစ်တာလေ ကိုထုံးအဲ့လိုပြောလို့တော့မရဘူးလေဗျာအဲ့ဒီပွဲကကျွန်တော်ကြောင့်ဖြစ်သွားတာလို့တော့ပြောလို့ရတယ်ကိုထုံးကိုလောက်နေတဲ့ပုံကကျွန်တော်ပွဲစားစကားနဲ့ပြောမယ်ဆိုဒါကြောက်ရိုက်တာပဲ ဟေ့ရမင်းကဘာစကားပြောอ่ะဟမ် ကိုထုံးကျွန်တော်စကားပြောမှားသွားတယ်ဆိုကျွန်တော်တောင်းပန်ပါတယ်ဗျာဒါပေမဲ့အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲစားကားကိုကျွန်တော်အပြည့်အဝရမှာဖြစ်မှာအဲ့ဒီကိုတွေကကိုထုံးတို့ဘာမှမဖြစ်တော့ပါဘူးဗျာဒါပေမဲ့လေကျွန်တော်တို့လင်မယားတစ်ယောက်တည်းကြတော့ဘဝတစ်ခုပြောင်းလဲသွားနိုင်တယ်ဗျာကျွန်တော်တို့တစ်ယောက်တည်းလုံခြုံတဲ့အနေထားနဲ့တစ်ခုဖန်တီးလို့ရတဲ့အနေထားမျိုးဖြစ်နေလို့ပါကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေပါကိုထုံးရဲ့ကျွန်တော်တို့ကိုချင်းစာပေးပါ ပြီးတော့စကားများတာပဲဟေ့ရောက်ဒီမှာပွဲစားမှလည်းသူ့စိတ်နဲ့သူရှိရကွာမင်းနားလေလား ကျွန်တော်နားလေတယ်ကျွန်တော်အဲ့ဒါတွေကိုသိတယ်သဘောလည်းပေါက်တယ်ဒါပေမဲ့ဗျာဒီပွဲကကျွန်တော်ကြောင့်ဖြစ်တာလို့ကိုပြောလို့ရတယ်ဗျာခံစားရတဲ့ခံစားမှုကြီးကတန်းတူဖြစ်နေတာပေါ့ ဘုတော့ဘာဖြစ်လို့လဲဒီမှာပါစိတ်မရှိတဲ့ကောင်လားရက် ဟုတ်ပါတယ်ပွဲစားလောကမှာကျွန်တော်တို့ကခင်ဗျားတို့တော့အသိမရှိပါဘူးဒါပေမဲ့ခင်ဗျားအခုလုပ်တဲ့လုပ်ချက်ကမှတကယ်အစ်နဲ့မရှိဘဲနဲ့အောက်ကကြတဲ့တုတ်ကြမျိုးဗျာကျဲလိုက်လားကွာဟာရောကွာဟဲ့
ဗျာမှမပေးဘူးကွာတိုင်နဲ့ကျူးလွန်မှုနဲ့ထောင်နဲ့မရောက်ချင်ဝစ်စစ်တော့ပြေတော့ကွာအာယုံနောက်လာလို့တဲ့ကောင်ပြေကွာဟာမေစိတ်မကောင်းဖြစ်ပါနဲ့ဒီတစ်ခါဆင်မပြေတော့လဲနောက်တစ်ခါဆင်ပြေမှာပုံပါရဲ့နော်ဟောဟာလေတော်ရုံတန်ရုံကိစ္စဆိုရင်စိတ်မကောင်းဖြစ်ပါဘူးအခုကအဆင်ပြေတော့မယ်လို့ပြောလင်းပြီးခါမှပျက်စီးသွားတာပြီးတော့ရမုံဖြစ်ချင်တဲ့ဆန္ဒလေးကိုမဖြည့်ဆည်းပေးနိုင်တော့တာတော့ဘာလို့စိတ်မကောင်းဖြစ်လဲရမုံကြောင့်နောက်တစ်ခါအလိုအထိကမခံပါနဲ့မောင်ရဲ့မောင်နဲ့နေရတဲ့ဘဝလေးရလေဘလို့ဘဝပဲဖြစ်ဖြစ်ရမုံတားရပါတယ်မောင်ရဲ့နော်ကျေးဇူးတင်ပါတယ်မောင်ရဲ့မောင်လေးအတော့မှလည်းမလျှော့ဘူးသိလားမောင်တို့နှစ်ယောက်အတွက်လုံခြုံတဲ့နေရာလေးတစ်ခုရအောင်မောင်မဖြစ်ဖြစ်တဲ့နေနဲ့ရအောင်ကြိုးစားအောင်ခရီး你接拉比啦？接拉老老老。那三冇地接冇啦。我哋追吧咧，唔表晒笑，未看掉你超速啦，堆你一下把唔到使用電下嚟嘅。係啦。誒，我錢邊度嚟？成日表啦咯，錢你對唔講冇咧。我doch，可能你有都搞吧呗。誒，嘿，阿媽使用你咪等你多面嘛片咪咯。沒呀嘛不，沒啥呀，多沒呀嘛不。誒。我嘅話喎，都俾我走下嚟啩。小姐點會ဖြစ်到下嚟啩？你爸唔ပြော得တော့ဘူး。我真係ပြပါလည်းမရှိဘူး。我ဘာလို့မှလည်းမသိဘူးကွာ。အဲ့တော့ဘာမှစိတ်မဝင်စားမလဲကွာ။ငါကြလို့ရှိတယ်။ငါအကုန်တာမင်းဝင်ရအောင်နော်။ ကျေးဇူးပါကွာ။
ရမမကန်ကိစ္စကြောက်မောနဲ့စီဖြစ်သွားပြီလားအေးဖြစ်သွားပြီပေါ့ဟာဟဲ့နင်တို့ရဲ့စုဘူးလေခွဲပေးလိုက်ရဆို ဖက်ထက်နိုင်ပါလေဟာငါတို့မှအဲ့လိုမျိုးမကူညင်မခိုင်ရဲ့နောက်ဆုံးခီးရလဲအဆင်ပြေမှာမဟုတ်ပဲအဲ့ဒါဆိုရင်နင်တို့ရဲ့စိတ်ကူးရင်လာတဲ့အိမ်လေးဝေးသွားပြီပေါ့နော်ဖက်ထက်နိုင်ပါလေဟာချင်းချင်းနေပဲဒီလိုပဲကူညီရမှာပေါ့စမောနင်လည်းချားနေစိုးလိုက်လားဟမ်ကြီးကဒီငယ်တော့ငါရဲ့အဆုတ်ရောကပြန်ထနေရတယ်တူရဲ့။မကျမ်းမကြီးလည်းကြည့်ဆိုင်နော်။ကဲငါတို့အလုပ်သွားလုပ်ရအောင်လေနော်။မောင်မြတ်သူကပြန်လာတော့ဆောလာကြီးလားထီအောင်ကောင်းနေနဲ့တူတယ် ထီအောင်တာမဟုတ်ဘူးတော်မြင်ပွဲစားတန်းကပြန်လာတာဒီရက်ကထီဖွက်တဲ့ရက်ကြီးလေထီအောင်လို့မှမရတာပွဲစားတန်းမှလည်းလုံးဖြစ်ပါဦးတော်မြင်ရဲ့အဲ့ဒါဈေးပေါ်မှာဆိုလို့အိမ်ပြန်ပြီးထမင်းပြန်စားတာဟိုရမုံလည်းမရှိဘူးဘယ်သွားလဲမသိဘူးဈေးသွားတာထင်တယ်ဟင်မိမနေကင်းမဲ့တွေအိမ်မှာမရှိတာတော်တော်ကြာပြီအမင်းမသိဘူးလား ကျွန်တော်မသိဘူးတော်မြင်ကျွန်တော်ဘာမှလည်းမပြောဘူးရမုံကနေကင်းမဲ့တွေအိမ်မှာမရှိဘူးဆိုတော့သူကဘယ်ကိုသွားနေလို့လဲတို့ကြီးထင်တော့လေအိမ်အတွက်တစ်ဖက်တစ်လမ်းကငွေရအောင်အလုပ်တစ်ခုလုပ်နေနေတူတယ်အဲ့ဒါမင်းတို့မပြောဘူးလားအခုဒေါ်ကြီးကပြောမိသွားပြီဆိုတော့မင်းတို့လင်မယားချင်းကိုအဆင်မပြေအောင်ပြောတာမဟုတ်ပါဘူးနော်ရောက်ပါတော့မြင်ကျွန်တော်သဘောပေါက်ပါတယ်ပြဿနာမရှိပါဘူးဒါပဲပြန်လာလဲရှင်မောင်ရှင်မုံသမင်းစားလို့မကောင်းလို့အပြင်မှာတခုတော့ဝယ်ရမှာရဲ့ဘာမှလည်းမရခဲ့ပါဘူးရှင်မောင်မောင်မညာပါနဲ့တော့ရှင်မောင်ရဲ့ရှင်မောင်နေငယ်ဘက်တည်းအိမ်မှာမရှိတာကြာပြီဆိုတော့သူများတွေပြောမှမောင်ကသိရတာရှင်မောင်မဟုတ်တာကြီးလုံနေတာမဟုတ်ဘူးဆိုတော့မောင်ယုံကြည်တယ်အဲ့တော့ရှင်မောင်အမှန်တရားတစ်ခုကိုမောင်ပြောပြပါရှင်မောင်ဘာတွေလုပ်နေရလဲရှင်မုံစိတ်မဆိုးပါနဲ့နော်ရှင်မုံမှန်တိုင်းပြောပြပါမယ်ပြောပြပါရှင်မောင်ရဲ့မောင်စိတ်မဆိုးပြောပြနောက်တနေ့ပန်းနဲ့အလုပ်လုပ်နေရတော့ရှင်မုံလုံးဝမကြည့်ရဘူးမောင်အဲကြောင့်တစ်ဖက်တစ်လမ်းအဝင်ငွေလေးရအောင်လို့ရှင်မုံလုံးလုံးနေရဘာအလုပ်လဲရှင်မောင်အထည်ချုပ်ဆက်ရုံမှာပါမောင်ရဲ့အဲ့လောက်ရအောင်ဘသူကပြောပြတာလဲရှင်မောင်ဘသူအဆက်တော်နဲ့အဲ့လောက်ရတာလဲမောင်မရှိတော့တော်လေးအိမ်ကိုရောက်လာရလေတော်လေးကိုရမုံတို့ရဲ့အခြေအနေအားလုံးကိုပြောပြလိုက်တော့သူကသူ့မိတ်ဆွေရဲ့ဆက်ရုံမှာအလုပ်လုပ်ဖို့ပြောပေးတယ်မောင်ပြောရင်မခွင့်မပြုမှဆိုလို့ပါမောင်ရဲ့ရှင်မောင်ရဲ့မောင်ကလေရှင်မောင်ကိုအလုပ်မလုပ်စီခြင်းမဟုတ်ဆိုတာရှင်မောင်ပြန်လာမောင်ကိုကြည့်ရလို့ပါရှင်မောင်ချစ်တာကိုယုံပါတယ်ဒါပေမဲ့မောင်ရဲ့ရှင်မောင်ချစ်တယ်လည်းနားလည်ပေးပါနော်ရှင်မောင်တို့နှစ်ယောက်ရဲ့မျှော်လင့်ချက်လေးပြေးသွားဖို့အတွက်ရှင်မောင်အလုပ်လုပ်ခွင့်ပြုပါမောင်ရဲ့အဲ့ဒါမှလည်း
ရှင်မုံတို့နေချင်တဲ့ကိုပိုင်အိမ်လေးနဲ့နေရမှာလေးမောင်ရဲ့ အန်တီတော်တထေးသူတို့ဇနီးမောင်လာတော့ညားကစားတွေဗျာမင်္ဂလာလည်းရှိတော့အန်တီကလည်းအန်တီခန်းလေးကိုငားမယ်ငါသူတို့ဇနီးမောင်လာကားလိုက်ဗျာဟုတ်ပါတယ်အန်တီဟိုအန်တီလိုချင်တဲ့လက်ခအနေထားကိုလည်းကျွန်တော်ပြပြထားပြီးပါပြီသဘောပိုင်းတစ်မျိုးသဘောမပိုင်းတစ်မျိုးဆိုလည်းသူတို့သိထားပါတယ်အဲ့ဒီအပေါ်မှာသူတို့ကကျင်းတဲ့လူဒီအခန်းလေးကိုလာကြည့်တာပါဟိုအဓိကတော့လေပွဲပြပွဲမို့လားဟိုဒီကငားမဲ့ဇနီးမောင်တယ်ဟောဒီခန်းလေးသဘောကျရအခန်းလေးကတော့မစိုးပါဘူးနော်အေးကွာအခန်းလေးမစိုးဘူးဟာမစိုးပါဘူးလုံးမနေနဲ့ဒီအခန်းရဲ့အနေထားမစိုးပါဘူးဆိုတော့တက်ကိုပို့ကောင်းတာဘေးမှာလည်းအိမ်မရှိဘူးနော်မျက်နှာစာမှာလည်းအိမ်မရှိဘူးနှစ်ယောက်တည်းတီးတဲ့ကဘာလေးလိုဖြစ်နေတာအဲ့ဒီလိုသူတို့နှစ်ယောက်ဘာလို့မင်းရလဲကွာဒီအိမ်ကနိုင်အပါကြီးရှိတယ်ဆိုတဲ့အကြောင်းကပြောပြနေတာကျင်စာဦးဇနီးမောင်နဲ့ဆိုတာတီးတဲ့လေကြည်ကြည်နူးလေးနေချင်တာဗောကွာဒီကောင်လည်းအိမ်အောင်ကြတာတနည်းမပြည့်သေးဘူးဆိုကိုချင်းစာဟောကွာကဲဟုတ်ပါကဲဒီကဇနီးမောင်နဲ့ဒီလိုလက်ပတ်ကြည့်လိုက်အောင်နော်လက်ပတ်ကြည့်လို့သဘောကျပွဲရဖြစ်ပြီဟုတ်တယ်မလားအဲ့ဒီတော့စတိအန်တီလိုချင်တဲ့အင်္ဂလာကပေးနိုင်မယ်ဆိုရင်တော့ပွဲဖြစ်ပြီပေါ့အန်တီတမီးတို့အိမ်လေးခဏကြည့်လိုက်မယ်နော်ကြည့်ရကြည့်ဒီပွဲရဖြစ်ပြီโอเคမင်းကြလာနော်ဒီမှာပါချောင်းဆိုတော့သွေးတောင်ပါလာပြီဟမ်ဟုတ်ပါဦးမောင်ရဲ့ချောင်းဆိုတဲ့လူကအဲ့လိုပဲတဲ့လက်ချောင်းတွေပါကြီးကွဲပြီးတော့သွေးတွေပါကြီးပါတတ်တယ်တဲ့ဘာလို့ပါဦးမောင်ရဲ့ဘာလို့အတိတ်ပဲမရှိတာရှင်မုံရဲ့မောက်ဘာမှထပ်မပြောနဲ့တော့ချောင်းဆိုတော့ဘလောက်တော့ကြာနေပြီလဲမသိဘူးကွာသွေးတောင်ပါနေပြီရှင်မုံရဲ့အဲ့ဒါလေရှင်မုံအရန်ပြီလုံးလုံးဖြစ်ရတာမဖြစ်ဘူးမနေ့ကကြာလို့ရှင်ဆဲကောင်းတော့ပြတ်မအောင်ဖြစ်မှာရှင်မုံမောက်ဘာမှထပ်မပြောနဲ့တော့ဘုခပါပဲကွာကဲလာဘယ်လိုတော့ကြည့်ဆရာဘက်ကအကောင်းဆုံးကြံပေးရမယ်ဆိုရင်တော့ medical check up လုပ်မှလည်းဖြစ်သွားမယ်နေရာကိုတော့ဆရာညွှန်ပေးမယ်နော်ဟုတ်ကဲ့ပါဆရာကျွန်တော်တို့လိုအပ်တာခိုင်းပါဆရာခိုင်းတဲ့အတိုင်းကျွန်တော်တေချာလုပ်ပါမယ်ဆရာရဲ့ငါညီမျိုးသမီးကအလုပ်ရှိလားရှိပါဆရာဟိုအထက်ကျိုးဆက်ရုံမှာအလုပ်လုပ်တယ်လို့တော့ကျွန်တော်ပြောပါတယ်ဘာမှဖြစ်လို့ပါလဲဆရာသူကိုလုံနေတဲ့လုံနေဖြစ်တဲ့ယောဂနေရတော့ဘာမှမဆိုင်ဘူးတခြားအလုပ်တွေပါများလုပ်တာရှိသေးလား
ဟုတ်လေဟိုဥပမာပြောရတော့ကွာဒီအဆိုးယောဂဖြစ်နိုင်လောက်တဲ့အငွေ့ရှူမိတဲ့ပတ်ဝန်းကျင်မျိုးလို့အဲ့လိုယောဂကိုဖြစ်စီနိုင်တဲ့အနေအထားမျိုးတို့အဲ့လိုမျိုးမရှိသေးလားမရှိဘူးဆရာသူကျွန်တော်ကိုပြောတာတော့အထက်ချုပ်စက်ရုံတစ်ခုတည်းပါပဲဆရာကျွန်တော်အမျိုးသမီးရဲ့အခြေအနေကိုကျွန်တော်ကိုပုံမှန်လည်းပြောပြပေးပါဆရာရဲ့ပြောရမယ်ဆိုရင်တော့ငါညီမျိုးသမီးရဲ့အစုပ်တစ်ခုလုံးကြီးပါပျက်စီးနေတဲ့အခြေအနေမျိုးဖြစ်နေတော့ဆက်ရှိမှုခွင့်လာငါတော့နေပါနေပြီဆရာအဲ့ဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာရဲ့ကျွန်တော်ဘယ်လိုကိုလို့ရနိုင်မလားကိုလို့ရမယ်နေလာလေးတွေကျွန်တော်ပြပြကျွန်တော်မရရအောင်ကိုပါပဲဆရာရဲ့ဟုတ်ပြီငါညီတို့ကငွေကြီးတက်နိုင်လို့နိုင်ငံခြားသွားကူမယ်ဆိုရင်တော့ချိန်မှမရှိတော့ခုနေမှာပြောနိုင်တာတခုကတော့သူ့ရဲ့ကုသိုလ်ကံဝယ်အားကိုးရတော့မှာစစ်တော့လည်းရှင်မုံရဲ့အလုပ်ကအထည်ချုပ်စက်ရုံတော့အဲ့ဒါဘယ်နေရာမှာလဲပြီးတော့ပိုင်ရှင်ကဘာတူလဲမောင်ပြောပြလေမဟာဘာလို့လဲရှင်မုံအခုလိုမျိုးနေမကောင်းဖြစ်နေရဲဆိုတော့မောင်ကခွင့်သွားတိုင်ပေးမလို့ပါမလိုပါဘူးမောင်ရဲ့မလိုပါဘူးရမောကအဲ့လိုမှလာခစားမှမဟုတ်တာအခုလိုလို့စေအစမ်းခံထားတဲ့နေကအလုံးဆိုတော့မခွင့်တိုင်ကြမလို့သေးပါဘူးရမောနာမှာပဲနေပြပါနော်ရမောနာမှာနေပြမှဖြစ်မှာမဟုတ်ငါညီမျိုးသမီးရဲ့အစုပ်တစ်ခုလုံးကြီးပါပျက်စီးနေတဲ့အခြေအနေမျိုးဖြစ်နေတော့အသက်ရှင်မှုခွင့်လာငါတော့နေပါနေပြီသူ့ရဲ့ကုသိုလ်ကံဝယ်အားကိုးရတော့မှာကိုလေမင်းကဘာပြောချင်လို့လဲဒီလိုပါငါမင်းမရဲ့တငယ်ချင်းလေးရှိကြားထားတဲ့တည်းမင်းပြောကြလို့မင်းအိမ်မှာလည်းပြောလို့မကောင်းဘူးဘာဖြစ်လဲရမင်းမအထည်ကျိုးဆက်ရုံမှာအလုပ်ဆင်းနေတာအဲ့ဒါမဟုတ်ဘူးကွာဟုတ်ငါမင်းမနဲ့အတူတူကြောက်ခွဲဆက်မှာအလုပ်လိုက်ဆင်းနေတာဘာပြောလဲဟုတ်တယ်အတိအကျပဲပြီးတော့ကွာမပြောကောင်းမဆိုကောင်းမင်းမအခုဖြစ်နေတဲ့ယောဂလက္ခဏာတွေကဒါမင်းမဖြစ်တော့နဲ့အတူတူပဲကွာမင်းတေချာတော့ဂရုစိုက်မှဖြစ်နေတယ်ဥပမာပြောရတော့ကွာအဆိုးယောဂဖြစ်နိုင်လောက်တဲ့အငွေ့ရှူမိတဲ့ပတ်ဝန်းကျင်မျိုးအဲ့လိုယောဂကိုဖြစ်စီနိုင်တဲ့အနေအထားမျိုးတို့အဲ့လိုမျိုးမရှိသေးလား
对中医看你知道我问题吗？什么外表对你？也梦断，谁要路我变满你而已，对不起了话我帮你。什么嘢？ဘာလို့ရှောက်ပြောနေလဲအတိပဲမရှိတာမပြောကောင်းဆိုအောင်什么嘢什么ဘာမှဖြစ်နိုင်မှာဘူးဘာမှမဖြစ်စေရဘူးနော်什么经历什么地方也帮你ခွဲရပါဘူးရေပုံရဲ့မခွဲရပါဘူးရေပုံရဲ့စိတ်ကိုရှော့မပြစ်လိုက်ပါနဲ့ဘောတို့တယောက်ရဲ့ပြောလေးချက်တွေအတိုင်းဘောတို့ရဲ့ကိုယ်ပိုင်အိမ်လေးထဲမှာဘောတို့နဲ့အတူတူရှိနေအောင်ပါလေအဲ့တော့ရေပုံပဲမမောင်ရှိနေသူဘောပဲမလည်းရေပုံရှိနေရမှာပါရှင်ဘောရဲ့ဘာလို့တယောက်ကတယောက်ကိုတယောက်ဘယ်တော့မှမခွဲကြဘူးလေတော့ရုံတော့ဘယ်တော့မှမခွဲဘူးတော့မောင်တဲ့တူဘာကြည့်ဟိုအေးဟဲ့မောင်ကြည့်ကြလိုက်တာမဟုတ်ရဲ့မောင်လိုက်ဖို့ပြပါလားမောင်လိုက်ဖို့လိုက်ဖို့ရှင်မောအရင်ကြည့်ကျင်တယ်ဆိုတော့အိမ်လေးရှိကိုရောက်နေပြီနော်မောင်တို့တယောက်ကအဲ့အိမ်လေးမှာ
တူရှိနေကြတာနော် ဟုတ်တာပေါ့ရှင်မိုးရဲ့အိမ်မက်ထဲဟာအတိုင်းမောင်တို့နှစ်ယောက်ကဒီအိမ်လေးထဲမှာအတူတူရှိနေကြတာပေါ့ကျမကလေဟောက်စားပြီးတော့ထွက်ပြေးနေတာပေါ့ပဲကျမအနောက်ကနေလိုက်ဖမ်းနေတာပြောဖို့ကောင်းလိုက်တာပါပဲဟုတ်ပါရောပဲမောင်တို့နှစ်ယောက်ကအဲ့လိုအမြဲတမ်းရမှာပါရှင်မိုးရဲ့စိတ်တွေကိုရှော့မပြစ်လိုက်ပါနဲ့နော်ရှင်မိုးပေါက်ပေးတာမှရှိနေပေးပါရှင်မိုးရဲ့ရှင်မိုးမောင်လေရှင်မောင်လုံးလေးရောက်တယ်ကိုယ်ပိုင်အိမ်လေးရဖို့အတွက်မောင်ရှော့ပြပါလေရှင်မောင်ပြေသွားမျိုးဝေးရောက်မောင်တီအိမ်လေးထဲမှာနေနေရအောင်ကြည့်ပြီးတော့လေမောင်ချစ်နေမှာပါမောင်ရဲ့ရှင်မိုးထိတ်တာရှင်မိုး
ရဲ့ရှင်မောင်ရဲ့ဟိုတော့မသွားပါနဲ့ရှင်မောင်ရဲ့ဖိုးလို့ပြောတယ်မသွားပါနဲ့ရှင်မောင်ရမောင်လည်းမလျှော့ဘူးဘတော်ကလည်းမလျှော့ဘူးမောင်တို့တစ်ယောက်ရဲ့အိမ်မက်တွေကိုဘတော်ကလည်းလျှော့မှာမဟုတ်ဘူးရှင်မောင်မောင်ကလေးပေးပါရဲ့မောင်ကလေးပေးပါရဲ့ရှင်မောင်ရဲ့